အားလုံးကိုလေးလေးစားစားပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်တယ်ဆိုတဲ့စကားကတိတ်အကျယ်ချက်ပြောရင်ကျေးဇူးတင်တာပေါ့သွားတတ်ပါတယ်ဒါကြောင့်လူရင်းတူရှင်းမဲ့ကျေးဇူးတင်တယ်လို့ပြောတာပါတကယ်တော့ကျွန်တော်စိတ်ထဲမှာခံစားရတဲ့ခံစားမှုကတော်တော်လေးကြည်ကျယ်ခံစားပါတယ်ဒါပေမဲ့ကျွန်တော်ပြောပြနိုင်တဲ့စကားလုံးကအဲ့လောက်မခံနိုင်ရင်လည်းခွင့်လွှတ်ပေးပါဒီမှာဒီနှစ်အနေနဲ့ကျွန်တော်ကစာပေဟောပြောပွဲတပွဲမှမလိုက်ဖြစ်ပါဘူးကျွန်တော်ရဲ့မိသားစုကိုရေးကိုတာကိစ္စအထူးသဖြင့်ယူသားပုံလင်းစွာပြောရရင်တော့ကျွန်တော်ရဲ့မျိုးသမီးကကြောက်ကယောဂဖြစ်ပြီးတော့တော်တော်လေးပြင်းပြင်းထန်ထန်အကြီးကျယ်ဖြစ်ပါတယ်ကြောက်ကလဲရမယ့်အခြေအနေမျိုးဖြစ်သွားတာပေါ့လေအဲ့တော့ကျွန်တော်ကဘေးမှာသွားလို့လာလို့မရတဲ့အခြေအနေမျိုးဆိုတော့ပြီးတော့ကျွန်တော်ကဒီနှစ်ပြန်ပြီးတော့ကလေးတွေနဲ့ပြန်ဆုံတဲ့သဘောနဲ့ကျွန်တော်ပြန်စာသင်တော့အိစာသင်တဲ့တာဝန်ဝတ္တရားကိုလည်းကျွန်တော်ပြက်ကွက်မှာကြောက်ပါတယ်ဒါကြောင့်ကျွန်တော်ကစာပေဟောပြောပွဲကိုယုံလေးယုံကြည်ပါလေချစ်လဲချစ်မြတ်လို့ပါလေပါဝင်လဲဆင်နွှဲကြပါလေသို့တော်လဲအကြောင်းကြောင့်ကျွန်တော်ဘေးမှာမလိုက်ဖြစ်ပါဘူးဒီမှာတော့ဖြစ်ရင်တစ်ကတော့ယူသလားပြောရရင်ဒီကစာပေအစုအစည်းရဲ့လေးစားစရာကောင်းမှုပြီးတော့ဒီမျိုးရဲ့ကြီးကျယ်ခမ်းနားတဲ့သမိုင်းပြီးတော့ဒီမျိုးရဲ့စာပေသမိုင်းစဉ်မှာပါခဲ့တဲ့ပုဂ္ဂိုလ်များဟာဒီပွဲမှာကျွန်တော်မစင်နွှဲရင်ကျွန်တော်တို့ညံ့တဲ့ကောင်ရှိမှမဟုတ်ဘူးလို့ဖြစ်အောင်တိုက်တွန်းနေသလိုပါပဲမကြောစာပေရဥကျော်ကဥကျော်ဆိုတော့ဒါကိုကျော်နဲ့အမျိုးလိုဘာလို့ပေါ့နော်သူအမျိုးသမီးကတော့ဘယ်လိုခေါ်မလဲတော့မသိဘူးပေါ့ဗျာကျော်ဆိုတော့ကျော်ပေါ့နော်အဲ့ဒါသူနဲ့ကျွန်တော်တငယ်ချင်းတွေနဲ့အရင်ရှင်းပါတယ်နံပါတ်1တငယ်ချင်းကတော့ဒီပွဲကြီးမှာအားလုံးရဲ့စာပေဝေယဝိဆကိုကိုညီလုတ်ကိုင်တဲ့ဒူဝင်စာပေကကိုဝင်းချိုဒါကျွန်တော်ရဲ့ညီလိုကျွန်တော်10တန်းလုံးကတပည့်လူတောင်မှဖြစ်ခဲ့ပါတယ်နောက်တစ်ခါရွှေကန်းကိုစာပေကကိုစိန်မြင့်အောင်ဆိုရင်လည်းကျွန်တော်နှိမ့်ဆက်ပဲပေါ့ကျွန်တော်ရုပ်ရှင်ဂျာနယ်မှာကျွန်တော်အေဒီတာကျုပ်လို့စင်ကာလာကသူ့စီမှာကျွန်တော်ကအနှိမ်ကျင့်ပြီးတော့ကျွန်တော်ရဲ့စားဆောင်ကိုတင်းအရမမပြီးအောင်ရိုက်ခဲ့တဲ့နှိမ့်ဆက်မှုတွေလည်းကျွန်တော်အများကြီးလုပ်ခဲ့ပါတယ်အဲ့တော့သူတို့ရဲ့ကျေးဇူးအကျွေးသူတို့ရဲ့မေတ္တာအကျွေးကိုကျွန်တော်တက်နိုင်တဲ့တနိုင်ပိုင်းနဲ့ဒီမှာပြန်ဆက်တာပါကျွန်တော်ကလူငယ်တွေနဲ့နေတာများပါတယ်ဒါကြောင့်ကျွန်တော်လူငယ်တွေနဲ့ပဲစကားပြောသလိုပြောခွင့်ပြုပါဒီမှာကဗုဒ္ဓနေမီဓမ္မနေမီသံဃာနေမီဖြစ်နေတော့ကျွန်တော်ပြောတဲ့အချိန်လေးရသွားလို့ရှိရင်ဒီနေမီနဲ့သာသတာများမှဖြစ်ခဲ့ရင်ကျွန်တော်ရဲ့စိတ်နှလုံးသားကိုပဲကျွန်တော်ဦးစားပေးပြီးတော့ပြောခွင့်ပြုပါလို့အားလုံးမြစ်တဲ့ရက်ခံပါတယ်ကလေးတွေနေရတာအမှန်ပြောစရာကောင်းပါတယ်ကလေးတွေကဟမ်းမဆောင်တတ်ဘူးပေါ့ကလေးတွေကအင်မတန်တက်ကြွပါတယ်ပြီးတော့သူတို့အမားလေးတွေကလည်းအင်မတန်ချစ်စရာကောင်းတယ်ဗျာဒါပေမဲ့ဒီနေ့ခေတ်မှာကျွန်တော်လူငယ်တွေကိုလုံးဝအထင်မသေးရဘူးကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်အခုစာပြန်တင်တဲ့အချိန်မှာတိတ်အရေးကြီးတဲ့အချက်တွေ့ပါတယ်အဲ့ဒါကိုကျွန်တော်နဲ့တက်တူရွယ်သူညီလိုအကိုလိုမိဘတွေကိုလည်းကျွန်တော်ပြောပြချင်ပါတယ်ဒါလေးကကျွန်တော်တို့အားလုံးအတွက်အဖြေလေးတစ်ခုများရမလားလို့ပေါ့ဘာလို့အားလုံးကပြောင်းလဲနေပြီရာသီဥတုအပြင်းထန်ပြောင်းလဲတဲ့ခါမှာလူတွေဖြားနာကြတယ်ဟုတ်ပြီရာသီဥတုကိုကျွန်တော်တို့ဖန်ဆင်းတာမဟုတ်ပေမဲ့ရာသီဥတုကကျွန်တော်တို့ပြန်ဖန်ဆင်းပါတယ်ဒါဖြင့်ရာသီဥတုအပြောင်းလဲမြန်ရင်လူတွေချမ်းသာကြတယ်လို့ပဲနိုင်ငံရေးရာသီဥတုအပြောင်းလဲမြန်လာတဲ့အခါကျွန်တော်တို့ရဲ့စီးပွားရေးကျွန်တော်တို့ရဲ့ပညာရေးတွေစိတ်နှလုံးလေးတွေဖြားနာကြရပါတယ်အဲ့လိုဖြားနာတဲ့အခါမှာကျွန်တော်တို့ဘယ်လိုကူးကြမလဲကျွန်တော်ခေါင်းစဉ်လေးတစ်ခုပေးထားပါတယ်ကျွန်တော်ဟောနေကြခေါင်းစဉ်ပါပဲစကလုံးများနဲ့ကခုန်ခြင်းဆိုတာခေါင်းစဉ်ပါပဲအဲ့တော့ကျွန်တော်တို့ကစကလုံးတွေနဲ့အမြဲတမ်းနှစ်ပန်းလုံးနေကြတာနှစ်ပန်းလုံးနေတဲ့အခါမှာကခုန်တယ်ကျွန်တော်တို့ဘယ်အခါကခုန်လဲပျော်တဲ့အခါပေါ့
ကျွန်တော်တငယ်ချင်းချမ်းမင်းအင်ကြပြလေးတပူရေးဘူးတယ်သူရေးတဲ့ကြပြလေးကတူတူလေးပါဆိုင်းတံများကြားလို့ကတော့ဆိုင်းတံများကြားလို့ကတော့ဓာတ်ကိုချကပြက်လိုက်မှာပေါ့သူဒါပဲရေးတာဒါသူကြပြကတူရင်မဲ့သူတွေးထားတာတော်ရှည်လဲရပါတယ်သူတွေးထားတာတော်လှပါတယ်ဆိုင်းတံများကြားလို့ကတော့ဟာဆိုင်းကျွန်တော်မြန်မာလူမျိုးတွေမြန်မာဓလေ့မြန်မာအငွေ့နဲ့နေကြတဲ့လူတွေအားလုံးဟာဘယ်အချိန်မှဆိုင်းတည်တယ်လေပျော်တဲ့အခါအလူလုတ်တဲ့အခါဟာဇက်ပွဲတွေရှိတဲ့အခါဆိုင်းတည်တယ်ဒါဖြင့်ပျော်တဲ့အခါအလူလုတ်တဲ့အခါဇက်ပွဲတွေကဘယ်အချိန်မှလုတ်တာလဲစစ်ဖြစ်တဲ့အချိန်မှမလုတ်ပါဘူးငြိမ်းချမ်းရေးရှိတဲ့အခါမှာဒီပွဲတွေကျင်းပပါတယ်ဒါဖြင့်ဆိုင်းတည်တယ်ဆိုတာဘာလဲဆိုင်းတည်တယ်ဆိုတာငြိမ်းချမ်းရေးရဲ့လက္ခဏာတစ်ခုပဲပျော်ရွှင်ခြင်းရဲ့လက္ခဏာတစ်ခုပဲကျွန်တော်တို့အောင်မြင်မှုကြည်နူးမှုတွေရတဲ့လက္ခဏာတစ်ခုဒါဖြင့်အဲ့ဒီဆိုင်းတန်ကြားပြီဆိုရင်ကျွန်တော်တို့ကဓာတ်ကိုချဟာလာပြီဓာတ်ဘာလဲဓာတ်ဆိုတာလက်နဲ့ပေါ့ဘာလို့တဲ့လက်နဲ့တဲ့လူတတ်တဲ့လက်နဲ့ငြိမ်းချမ်းရေးဆိုတဲ့ဆိုင်းတန်ကိုကြားပြီဆိုရင်တော့ကျွန်တော်တို့လက်ထဲမှာဆုပ်ထားတဲ့လူတတ်လက်နဲ့ကိုကျွန်တော်တို့လွှင့်ပလိုက်မှာပေါ့ဘာလို့မလဲဒီလက်နဲ့ကျွန်တော်တို့ဘာလို့ကမှာပေါ့ဓာတ်ကိုဆုပ်ထားတဲ့လက်ကကျွန်တော်တို့အင်မတန်ပြောင်မြောက်တဲ့အင်မတန်ပျော်စရာကောင်းတဲ့အကခုံဘာလို့ပြောင်းလိုက်သလဲငြိမ်းချမ်းရေးရလို့ပါပဲအဲ့တော့ပြောကြသူဆိုရင်စကလုံးများနဲ့ကခုံမှုဆိုတာကျွန်တော်တို့ငြိမ်းချမ်းရေးကိုလိုချင်လို့ပါကျွန်တော်တို့ဘယ်အချိန်မှာကခုံနိုင်တယ်လဲပျော်တဲ့အခါပေါ့ကျွန်တော်တို့ဟာတကယ်တော့ဖြစ်နေတဲ့သူကကိစ္စများမြောင်လူတို့ဘောင်မှာမြောင်များစွာသောရိုက်ပုတ်ချက်များနဲ့ကျွန်တော်တို့မကနိုင်ကြပါဘူးမပျော်နိုင်ကြပါဘူးအဲ့တော့ဒါပေမဲ့ကျွန်တော်တို့ကလေးတွေကတော့ပျော်ကြတယ်ဗျသူတို့ကအလွန်ထူးဆန်းတာတိတ်ကိုဆိုးဝါးတဲ့ခေတ်တိတ်ကိုအကြက်တဲများတဲ့ခေတ်အတိတ်ကိုအပူမီလီယံနေဝင်နေတဲ့ခေတ်မှာလေသူတို့ပျော်နေကြတယ်ဗျဒီကလေးတွေကသိချစ်စရာကောင်းတယ်သူတို့ဟာဘာမှမရှိလဲပဲခေတ်ကိုစန့်ကျင်နေတဲ့တတ်ရှိတယ်ဗျအဲ့တော့ဒီကလေးတွေနဲ့ကျွန်တော်နေရတဲ့အခါမှာအလွန်ပြောစရာကောင်းတဲ့ကိစ္စရှိသလိုကျွန်တော်ဒီကလေးတွေကိုလုံးဝအထင်မသေးရတာရှိကျွန်တော်တို့ကလေးတွေကိုအထင်မသေးပါနဲ့ကျွန်တော်တကယ်ချင်းတွေကပြောတယ်ဒီခေတ်ကလေးတွေကကွာမြန်မာသရှင်းလည်းကောင်းကောင်းနားမထောင်တတ်မြန်မာစာလည်းကောင်းကောင်းမတတ်မြန်မာစာလည်းကောင်းကောင်းမဖတ်ပဲနဲ့ကွာတဲ့ကျွန်တော်ချက်ချင်းပြောပါတယ်ဟာဒီခေတ်ကလေးတွေမြန်မာစာနားမလည်ဘူးမြန်မာသရှင်းကောင်းကောင်းနားမထောင်တတ်ဘူးမြန်မာယဉ်ကျေးမှုမသိဘူးဆိုရင်အဲ့ဒီကလေးတွေရဲ့တာဝန်မှာတဝက်ပဲရှိတယ်ကျန်တဲ့တဝက်ကကျွန်တော်တို့လူကြီးတွေမှာရှိရပါဘာကြောင့်လဲမြန်မာယဉ်ကျေးမှုဆိုတာဘာလို့ကျွန်တော်တို့ပြောရလားဗမာသရှင်းဆိုတာဘယ်လိုခံစားရလို့ကျွန်တော်တို့သိရင်လားကျွန်တော်တို့အရင်ပြန်ရှာကြည့်အောင်လောကမှာရှာလို့အခက်ဆုံးကကိုယ့်အပြစ်ပါရှာလို့အလွယ်ဆုံးကသူများအပြစ်ပါပဲအဲ့တော့ကျွန်တော်တို့ကလေးတွေအပြစ်ကိုမရှာဘဲနဲ့ကျွန်တော်အပြစ်ကိုကျွန်တော်အရင်ရှာကြည့်ပါတယ်ရှာကြည့်တဲ့အခါတော့ကျွန်တော်တို့ကလေးတွေကိုကျွန်တော်တို့တီးတီးခြားခြားမသိမိတာသိကြပါလေထပ်ပြောလေဒီစကားပါပဲကျွန်တော်တို့နှလုံးသားတွေကိုကျွန်တော်တို့ပြန်မေးကြည့်အောင်ဒီထဲမှာမိဘတွေအများကြီးပါမိဘများခင်ဗျာကျွန်တော်တို့သားသမီးတွေကိုကျွန်တော်တို့လူချင်းနဲ့ပုံသွင်းမရဘူးလူချင်းနဲ့ယဉ်ကျေးမှုအတိုင်းအတာတစ်ခုထိမရောက်ဘူးဆိုရင်ကျွန်တော်တို့အရင်မေးကြည့်အောင်ကျွန်တော်တို့သူတို့ကိုရောက်အောင်ဘယ်လောက်ပြောခဲ့ပြီလဲဘယ်စကားလုံးခဲ့ပြီလဲကျွန်တော်တို့သုံးတဲ့စကားလုံးတွေကသူတို့နှလုံးသားလေးကိုတကယ်နဲ့ရှင်ရင်ရောက်အောင်ပို့နိုင်ရဲ့လားသူတို့ကကျွန်တော်တို့စကားလုံးတွေကိုနားလေရဲ့လားဒီမှာရေးထားတာကျွန်တော်သိတဲ့ဘောကြတယ်မော်လမြိုင်ကျွန်တော်မြောက်များစွာရောက်ခဲ့ဘူးပါလေခုနဆရာချက်ချစ်တို့ပြောသလိုပဲကျွန်တော်လည်းပဲကျွန်တော်ရဲ့ညီမောင်နှန်းဝင်းနဲ့ဇက်ကောက်လည်းရောက်တယ်နောက်ကျွန်တော်10တန်းဆရာဘဝအနေနဲ့ကျွန်တော်10တန်းကျူရှင်သင်မှုလည်းရောက်ပါတယ်မော်လမြိုင်ဒီခေတ်လူငယ်တွေကအဲ့ဒီမော်လမြိုင်ဆိုတာကိုတော့မှအဖျားဆုပ်တော့ချစ်စနုမခေါ်တတ်တော့ကျွန်တော်မြင်တိုင်းရွှေပြီဆိုတဲ့ကြပြတင်တယ်မြင်တိုင်းရွှေပြီဆိုတဲ့ကြပြတင်တော့ဟောဒီရွှေဆိုတဲ့စလုံးကတော့သတိထားကွာတွေ့ရလုံးတာမဟုတ်ဘူးစ
စစ်မာတမှုဆိုတဲ့ကြပြလေးတွေမှာရှိတယ်စစ်မာတမှုနှမလေးမဲ့တဲ့ဖြူကိုယူမလားတော့စစ်မာယွန်းမှာနှမလေးမဲ့တဲ့လှကိုရမလားတော့စစ်မာဆွေမျိုးဘိုးဘွားမောက်မှာရှိသလားတော့အိုင်ချင်းကြပြလေးရှိခဲ့ဘူးပါတယ်အဲ့ဒီအိုင်ချင်းကြပြလေးတွေမှာရှင်ကြီးမေကဘာစပြောလို့ဆိုရင်ချစ်တဲ့သူငယ်လေးတငယ်ချင်းကောင်းရောက်မှလို့လေသူများမောင်မှာစစ်တန်ကြားလျင်နာဖျားဥပဲခိုကြတယ်နှမလေးမေတို့မောင်မှာစစ်တန်ကြားလျင်ရွှေဓာပိုက်ခါဟာလာပြီအဲ့ဒီမှာလေရွှေဓာလို့သုံးနေဒါပြင်ကလေးတွေမိတယ်ဆရာတွေအဲ့ဒါရွှေနဲ့လုတ်တဲ့ဓာလားတဲ့ဟာမင်းတို့စဉ်းစားကြည့်ပေါ့ကွာရွှေနဲ့လုတ်တဲ့ဓာနဲ့စစ်တိုက်မလားဟာဘယ်တိုက်မလဲဆရာတဲ့အေးဒါပြင်ရွှေဓာဆိုတာစစ်တိုက်တဲ့ကိစ္စတော့မဟုတ်တော့ဘူးကွာတကယ်ရွှေမဟုတ်တော့ဘူးကွာဒါပေမဲ့မြင်ဆိုင်ရွှေပြီးလို့မလို့သုံးတယ်လေတို့မြန်မာလူမျိုးဟာနှစ်သက်မြတ်နိုးတန်မိုးထားလာပြီဆိုရင်အဲ့ဒါကိုရွှေနဲ့ကတ်တာပဲကွာမြန်မာရွှေမြန်မာကွာဟုတ်ပြီဒီမြေဘာမြေလဲရွှေမြေလို့ပြောတယ်ကွာအမေကိုမျိုးကိုရွာအမလေးမန္တလေးကိုရှစ်ဆရာရွှေမန်းကလေးတွေကသဘောကျဟုတ်ပြီဆရာတဲ့ဒါပြင်မောလမြိုင်ကွာရွှေမောတဲ့ဟာဟိကောင်ကြီးရွှေမောလို့မသုံးဘူးရွှေမြိုင်လို့သုံးတယ်ဟာကျွန်တော်ကလေးတွေကဒီရွှေနဲ့ဘယ်စလုံးကပ်မယ်ဆိုတော့မသိတော့ရန်ကုန်ရွှေရန်မသုံးရွှေကုံလို့သုံးပါမကွေးရွှေထဲလို့မကောင်းပါဘူးအောင်ပန်းပိုးတောင်ထဲလို့မကောင်းပါဘူးနော်အဲ့တော့ရွှေထဲလို့မကောင်းတာတွေပြောတာပါနော်လားအဲ့တော့ကလေးတွေကတော့ဗျာအဲ့ဒါကြသိတဲ့ဘောကြတာပေါ့ဗျာသူတို့ကဒါမျိုးကြတော့မှတ်ပြီးကျွန်တော်တို့ကလေးတွေကလေဟိုရွာကဥတာဝကာကြီးလိုပဲဥတာဝကာကြီးကလည်းဟိုးကလွဲပြီးတော့ကျန်တာအကုန်မြည်နေတယ်မော်တော်ကားမှာဟိုးကမြည်ရမှာဟိုးကမမြည်ဘူးကျန်တာတုံတုံခေါင်းခေါင်းကလုကလုကလုအဝေးကကြည့်ရင်တန်ဆုံတရားရွှေရလို့ပဲသိပြောစရာကောင်းတာပဲဒါပေမဲ့ဟိုးကမမြည်ဘူးအေးကျွန်တော်တို့ကလေးတွေအဲ့တိုင်းပဲစာကလွဲပြီးတော့ကျန်တာတွေအကုန်မှတ်မိတယ်တကယ်မှမယ်စာမမှတ်ဘူးဒါပေမဲ့အဲ့ဒီကလေးတွေကဒီကလေးများအားတယ်လို့လုံးဝမထင်ရဘူးဗျာကျွန်တော်ရန်ကုန်မှာနေတယ်ကလေးလူငယ်လေးလေရုပ်ရှင်ုံသွားတယ်ရုပ်ရှင်မကြည့်ဘူးဗျာရုပ်ရှင်ပြန်ပြကြတယ်လူငယ်တွေဘယ်လောက်တိုးတက်နေလဲဆိုတာအထင်မသေးနဲ့ကျွန်တော်တို့မကြည့်ဘူးတဲ့အခွေတွေအများကြီးသူတို့ကြည့်ပြီးပြီပြောစရာကြီးတခါကျရင်ဆရာမိုးရေကိုအပိုင်းနဲ့ထွက်နေပြီဟဲ့မိုးရေကိုအပိုင်းနဲ့ကိုတောင်မသိလိုက်ဘူးပြောင်မြောက်တယ်နော်ဒီခေတ်လူငယ်တွေရဲ့အရန်တွက်လက်တယ်ဗျာအရန်ကိုတိတ်ကိုရှေ့ပြေးနေတယ်ဗျာနော်ကျွန်တော်တစ်သက်လုံးစပင်းဒီလိုနေခဲ့တယ်ဗျာသူတို့လက်ထက်မှာနော်အောက်ကိုကျနေစပင်းအပေါ်ထောင်းနေပြီလူငယ်တွေဘယ်လောက်တော်လဲဗျာနော်အမြဲတမ်းမဲနေတဲ့စပင်းအယောင်ဆုံးထွက်နေပြီပျော်သေးတယ်လို့လူမာလီတို့မှာထွင်ဒီသပင်နဲ့ပတ်သက်လို့နော်အမွေးအမြင်နဲ့ပတ်သက်လို့ဆော့စရာဒီသပင်လေးရှိလို့မြောက်လို့သာတကူလုံးရှိရင်ပြဿနာတက်နေနော်သပင်ဆေးဆိုးတဲ့ဆိုရင်လည်းအာမမဟုတ်ဘူးလက်ကဘယ်အယောင်ထွက်မယ်ဗျာနော်နော်ဘယ်မလွယ်ဘူးဗျနော်ကျွန်တော်ငယ်ငယ်တုန်းကသပင်ကောက်ဆိုင်ပဲရှိတယ်အခုကျတော့ပြောင်းပြီသပင်ဖြောင်းဆိုင်ခေပြောင်းပြီဘာမဟုတ်တဲ့ခေါင်းပေါ်ကသပင်လေးအပေါ်ယံကိစ္စလေးမျက်လုံးနဲ့မြင်ရတဲ့ကိစ္စလေးခက်ကိုစားမပြူဘူးလို့ထင်တဲ့သပင်လေးတောင်မှလူကြီးတွေကလူငယ်တွေရဲ့သပင်ပုံစံကိုကြည့်လို့မရဒါဖြင့်မျက်လုံးလေးနဲ့မြင်ရပါတယ်ဆိုတဲ့သပင်ကိုကျွန်တော်တို့ကကြည့်လို့မရဘူးဆိုရင်သူတို့အသက်နှလုံးတွေကိုကျွန်တော်တို့ဘယ်လိုကြည့်မလဲသူတို့ပြောတဲ့စကားတွေကိုကျွန်တော်တို့ဘယ်နှလုံးသားနဲ့နားထောင်မလဲသူတို့နှလုံးသားတွေကိုနားလည်သွားအောင်လေကျွန်တော်တို့ကဘယ်စကားလုံးတွေနဲ့ပြောမလဲဒါလေးကိုကျွန်တော်စဉ်းစားတယ်ဒီကောင်ကြီးကတော့မလွယ်တော့မလွယ်ဘူးနော်ကျွန်တော်တို့ဒီခုနကဥဒဝကာကြီးလိုပဲကျွန်တော်ပြောချင်တာနော်ဒီကောင်ကြီးကစာသာမကျွမ်းတာဗျအဟွာတော့ကျွမ်းနေပြီကျွန်တော်ဆရာကြီးပြောသလိုပဲဒီကောင်ကြီးကလူရတာ10လရောက်နေတာတဲ့နှာခေါင်းကတက်ကတူရောက်သွားပြီဒါပေမဲ့အုံနောက်ကမူချိုမှာကျန်းနေခဲ့တယ်တတိသားမှာနှာခေါင်းကတော့တက်ကတူအုံနောက်ကမူချိုအဲ့လိုခင်မျိုးထဲမှာဆိုရင်တော့ကျွန်တော်သားသမီးတို့ဘယ်လိုထိမ့်မလဲကျွန်တော်သားနဲ့ကျွန်တော်သမီးသားဒီခင်မှာပုစီညောက်လေးစမိုးရမယ်ဆိုရင်ကျွန်တော်သိကြောက်တာကတော့ဒီကောင်တွေဗီဒီယိုကြည့်တာကိုကျွန်တော်လုံးဝစဉ်းစားဖြတ်ခိုင်းပါပဲ
သတိထားပါကျွန်တော်တို့ခင်ဗျားတို့မသိလိုက်ဖိနေသူတို့ကြည့်ထားတဲ့စာကားတွေမြောက်များစွာရှိပါတယ်ကြော့ပါနော်သူတို့ပြင်တန်ဃာတော်များလဲကြော့ပါဒါပေမဲ့ဒီစကားရိုင်းပါလိမ့်ဒါပေမဲ့ခက်ရိုင်းပဲပြောရသေးတော့ဗျာအပြင်မှာဒီတဲ့တကယ်ရိုင်းနေလို့အပြင်မှာဒီတဲ့တကယ်ရိုင်းနေလို့ကျွန်တော်တို့မန္တလေးမှာဝီကလီ11နဲ့မှာပါတယ်ငါးတန်းကျောင်းသူကလေးကိုကြော့ပါရဲ့မတော်တရောလုပ်ပြီးတော့တပ်လိုက်အဲ့ဒီတင်ပါတယ်အဲ့ဒီတင်ပါဟာဒီကောင်တော်တော်ဆိုးတဲ့ကောင်မင်းကွာလို့ဆင်းလိုက်တယ်ဒါပေမဲ့ကျွန်တော်ပြန်စဉ်းစားတယ်ဘာကြောင့်ဒါတွေဖြစ်တယ်လဲကျွန်တော်တို့ငယ်ငယ်တုန်းကစကားရိုင်းရင်ခွန်းလို့ပါကျွန်တော်တောင်းတာမှတ်မိသားပါမတော်ရရောစကားတကားချိဖို့ကျွန်တော်တို့မှမလွယ်ဘူးမတော်ရရောရုပ်ပုံတပုံမြင်မှုကျွန်တော်တို့မှတော်တော်စွန့်စားရတယ်ဒီခေတ်ကြိုက်တယ်လို့ပဲကြိုက်တယ်လို့ပဲခင်ဗျားတို့လက်ဝါးကာလို့မရဘူးခေါင်းခါလို့မရဘူးစောက်ထားတဲ့ဆယ်ထဲမှာရှိတဲ့ရေတွေပုံများတဲ့အခွေတွေကလူငယ်တွေရဲ့မျက်လုံးနဲ့အုံနောက်ထဲရောက်နေပြီဘာနဲ့တားမလဲဒီစိတ်တွေကိုကျွန်တော်တို့ဘယ်စကလုံးနဲ့တားမလဲဒီလိုပြက်နေတဲ့ယဉ်ကျေးမှုကိုကျွန်တော်တို့ဘာနဲ့ပြန်ဆောက်မလဲဒါဟာအရာအလုံးနဲ့ပိုရေးကြည့်လို့ကျွန်တော်ယုံကြည်ပါတယ်ဘာကြောင့်လဲကျွန်တော်တို့အသက်အရွယ်တွေနဲ့ကျွန်တော်တို့ရဲ့အနာဂတ်ကတိုးနေပြီကျွန်တော်တို့ရဲ့နိုင်ငံတော်ကျွန်တော်တို့ချစ်ပါတယ်ဆိုတဲ့ယဉ်ကျေးမှုကျွန်တော်တို့ချစ်ပါတယ်ဆိုတဲ့ဟောဒီမြေကြီးကိုအဲ့ဒီကလေးတွေလက်ထက်ထားခဲ့ရမှာအဲ့ဒီကလေးတွေလက်ထက်ထားဖို့အတွက်သူတို့မှာလုံလောက်တဲ့ပညာကိုဘာနဲ့ရေးတယ်လဲစကလုံးနဲ့ပဲရေးပါတယ်စာပေဟောပြောပွဲစာပေဘာနဲ့ဟောတယ်လဲစကလုံးနဲ့ပဲဟောပါတယ်ပညာတရားစာတဘာနဲ့ထိန်းထားတယ်လဲစကလုံးတွေနဲ့ပဲထိန်းထားပါတယ်အဲ့တော့စကလုံးဆိုတာကျွန်တော်စိတ်ထဲမှာတော့လေတမန်ငါရှံငါလို့တွေးပြီးမြဲစကလုံးကအရင်လေးနဲ့ဟောကျွန်တော်ချစ်တဲ့ပရိသတ်ကြီးကိုခဏညဒီလိုချမ်းချမ်းစီစီကြားထဲမှာနော်အပင်မခံပြီးတော့နားထောင်တဲ့အတွက်ကျွန်တော်လက်ဆောင်တစ်ခုပေးခြင်းတယ်အဲ့ဒါလေးရသွားပြီဆိုရင်အိမ်ပြန်ပြီဆိုရင်အဲ့ဒါသာစဉ်းစားလိုက်တော့ကျွန်တော်အများကြီးမပြောချင်ဘူးကျွန်တော်ပြောနေတာတစ်ခုလေးပဲစကလုံးဆိုတာပြောချင်တယ်ဒါပဲကျွန်တော်တို့မြန်မာစကားဟာသိခက်တဲ့စလုံးတွေကိုကြည့်ရင်လွယ်တယ်ဗျသိလွယ်တဲ့စလုံးတွေပြန်စဉ်းစားရင်ခက်ကျွန်တော်အိမ်မှာကျွန်တော်အကြောက်ဆုံးတော့ကျွန်တော်မြည်ပဲဘာကြောင့်လဲသူမေးလိုက်ရင်ကျွန်တော်မဖြေနိုင်ဘူးဒီလာကန်လေးသူမေးတယ်ဟုတ်တယ်ဘာလို့ယောက်ျားဆိုတာဘာတော့လဲအမေငါတို့ကြီးရဲ့အဲ့ဒီကလေးတယောက်ရှင်းနဲ့သွားအောင်ယောက်ျားဆိုတာဘာလို့ဆိုတာခင်ဗျလူရင်းတူရှင်းပြောကြည့်ပါလားအဲ့တော့ကျွန်တော်ကခေါင်းလေးကုတ်မြင့်กว่าလို့ခေါ်ရရှုပ်ရှုပ်မင်းနေမှမသိဘူးမန်ဘာလို့ရှုပ်ရှုပ်မင်းနေမှမသိဘူးဆိုတော့ကိုမဖြေနိုင်လို့ဖြေတာပါဒီတဲ့ကြားလာပြီဟဲ့ငင်းငင်းနေတဲ့ကွာရှုပ်တယ်ခေါင်းပြီးပြီဒါလူကြီးရဲ့တုံ့ပြန်မှုပဲကျွန်တော်ကမဖြေနိုင်ရင်အင်အားသုံးလိုက်ပါလို့အဲ့လိုပဲမဖြေနိုင်လို့အင်အားသုံးတာတွေကကျွန်တော်နိုင်ငံမှာအကျင့်ပါနေပြီအဲ့တော့ဒီဟုတ်လက်ခုပ်တီးရဲ့လူလည်းပါတယ်လေမလုံးနဲ့လေကိုလည်းပါတာပဲနော်ဟုတ်လားဟိုပေါ့ဗျာဟိုကျွန်တော်ကလေးတွေနဲ့နေရတာကျွန်တော်မှအတွေ့အကြုံတွေအများကြီးရတယ်အဲ့ကလေးတွေကလေအမလေးခင်ဗျဟာဘလောက်ပဲအဲ့ဒါနဲ့ဟေးစကားမပြောနဲ့ပြောဒါပေမဲ့ဗဇက်ကသာစကားမပြောတာဗျာနှစ်ယောက်ကန့်ထိုင်နေတဲ့လူနှစ်ယောက်ကစာပေးစာယူလုပ်နေတယ်အမေတခါကျရင်သူတို့ကဘာလုပ်ဆိုမထိုင်ရလည်းကိစ္စမရှိဘူးခုံပေါ်မှာကျွန်တော်တို့ဗမာစာမှာကြောက်ပေါ်မှာရေးရင်ကြောက်စာပေးပေါ်ရေးရင်ပေးစာခုံပေါ်မှာရေးတော့ခုံစာပေါ့ဗျာအဲ့ဒီခုံစာတွေနဲ့ရေးထားတာဆရာမတွေပါရင်သိလိမ့်မယ်ကျွန်တော်တို့ຫນွေရာစီရရင်ကျွန်တော်ကျူရှင်ပါလေအဲ့ဒီခုံတွေကိုပါစားတာလောက်ကချုပ်မေယောက်ကရေးတယ်စာသာမမှတ်တာဒီနေရာမှာထိုင်တာဘာတူလဲရင်အမေဟိုပြန်ရေးတယ်ဘာလို့မလို့လဲမဲစိတ်ဝင်စားဖို့တော့ကောင်းနေပြီရှင်ခုံလို့ပေါ့အော်ဟာမဲနော်ပြောချင်ဘူးတဲ့အမေမသိရရင်တော့သိနိုင်နေမဲအဲ့ဒါဟိုကညင်းညင်းသားသားပြန်ဖြေတယ်သိလိုက်တဲ့နော်ပြောစရာကြီးဟာသူတို့ကကျွန်တော်ထင်တယ်ဗျာသူတို့ကမှဘာဆန်စည်းတယ်လေပြဿနာမရှိဘူးနော်သူတို့ကဟို
လေပြောမှာငိုတော့ကမယောင်းလေကိစ္စမရှိဘူးဘာမှဖြစ်ဘူးသူတို့ရေးတဲ့ကြပြလေးပြောတရားကောင်းတယ်မင်းတယောက်ကရေးတယ်ဟိုတခါကျရင်3ယောက်လောက်ပေါင်းရင်ကြပြရေးတယ်လေရေးတယောက်နေတယ်မိဝင်းမြိုင်မောင်မောင်အသေးဆိုင်ဟာလေကောင်းပါလားပေါ့နောက်တစ်ယောက်ကဝင်တယ်လေပြောင်းသွားပြီမိဝင်းမြိုင်သစ္စာပြက်မောင်မောင်အသေးအဲ့ဟာတဲ့ဟုတ်ပါလားနောက်ကြတော့လေစွတ်နဲ့ဝင်ရတဲ့အသေးအဲ့လို့စီးယုံပြေးမင်းနှမငါဘေးဟာအောက်ကြမှာဝင်ရတဲ့ခုံမော်မှာစာရေးတဲ့ကောင်ခွေးမသားတဲ့ဒါပေမဲ့သူလည်းခုံမော်မှာရေးထားတာအဲ့လားခင်ဗျားတို့ရင်းနေကိုပါနေတာအဲ့ထဲမှာခုံမော်မှာစာရေးတဲ့ကောင်ခွေးမသားဆိုတာ तू ဘယ်ပေါ်ရေးတာဆိုခုံမော်ရေးထားတယ်ဟာခင်ဗျားကလေးတွေရဲ့ကြပြားတွေအထင်မသိနဲ့နော်တခါကြရင်ဟတ်ထီတယ်ဗျဟာခင်ဗျားအိမ်နာတက်သွားတယ်အိမ်နာထဲမှာရေးထားတယ်ဗျာကြပြားအမလူငယ်တွေကလေအိမ်နာထဲကျရင်လက်စွမ်းအကုန်ပြပြီလောကမှာ तू ကအလွတ်လက်ဆုံးနေရပဲကွာဒါဟုတ်တယ်ဒီရဲ့လွတ်လက်တာဘာမှမရှိဘူးလေဘာဒီမကြီးနဲ့လေဟုတ်တယ်လေကိုလဲဒီလိုလွတ်လက်ခဲ့တာပဲအမကိုလည်းပဲအိမ်နာထဲမှာအမေအိမ်ကြီးတပတ်ဒီအပြည့်စုံနဲ့နေတာမှမဟုတ်ဘူးနဲ့လွတ်လက်ပဲပြောစရာကြီးပဲအမတချို့ဆိုရင်အဲ့ထဲမှာတခါတည်းပကြီးအစွမ်းတွေပါပြထားသေးတယ်မဲရည်တဲ့လူကအဲ့ဒါအစွမ်းပြသုံးလူဖြစ်မယ်ကြပြာလေးဗျာရေးထားတာဗျာမဲ့တွေ့ရေးတယ်ဩစားခဲ့သမျှထားခဲ့ရပြီတဲ့ဟာကြည့်စမ်းမအောင်များသူရေးမှာကိုတောင်ကြွကြွရေးနဲ့ထုတ်ယူရမလို့ဖြစ်နေနောက်တစ်ယောက်ကရေးတယ်ပောက်ခဲ့သမျှလေပောက်ခဲ့တာပဲတဲ့ဟာလူငယ်တွေဘယ်လောက်လွတ်လပ်လိုက်လေဘယ်လောက်ပြောစရာကောင်းလိုက်လေသူတို့ဘဝမှာဘာမှအပူပေမရှိဟာပြောစရာအတိဟုတ်ပြီအဲ့ဒီလူငယ်တွေနဲ့နေရတော့ကျွန်တော်လည်းတော်တော်ပညာတိုးတယ်ဘယ်လောက်ပညာတိုးတယ်မှန်းတယ်မြန်မာစာသင်တယ်ကျွန်တော်10တန်းကျောင်းသားများအခု10တန်းကျောင်းသားနော်အော်ဒီမှာရေးရကြပြလေးရှိတယ်ကိုကျိုးသူ့ကျိုးတိုင်းပြည်ကျိုးကြည့်လားဒီကလူငယ်တွေကသိကြောက်စရာကောင်းတာအဲ့ဒီအဆန်လေးတွေကိုဂရုမစိုက်ဘူးအဲ့ဒီအောက်မှာပါတဲ့အဆန်လေးရှိတယ်အဲ့ဒါလေးကဖြုတ်ကြည့်လိုက်ပါလားကိုကျိုးကိုလည်းကျိုးပြီသူ့လည်းကျိုးပြီတိုင်းပြည်လည်းကျိုးပြီအောက်ကမြင်လေးတစ်ခုပြောခဲ့တာဗျာအဲ့ဒါကိုကပြောဟဲ့ကောင်လေးဒါလေးကိုဘာလို့ခေါ်လဲကွာသိအရေးကြီးတယ်အဲ့ဒါမပါလိုက်တာနဲ့မင်းဒုက္ခရောက်မယ်ဆိုတယောက်ကဖြစ်တယ်ဆရာအောက်စီးတဲ့မကြောက်ဘူးဗျာစေတန်းကြောင်းသားဖြစ်တယ်အောက်ကအဆက်ကလေးကိုအောက်စီးတဲ့ကဲခင်ဗျားတို့ပြောတဲ့ခစ်ပြက်တယ်ဆိုတာသပင်းနေထင်းမနေနဲ့ကျုပ်တို့နှလုံးကြီးပါပြက်ပြီခေဆက်နှစ်ဆက်ပူပင်းအင်းတောင်ညောင်ရမ်းတောင်ပကံပင်းဝပြီပင်းရအင်းဝတောင်ညောင်ရမ်းကုန်းပေါပြည်အထောင်တောင်အသက်ကိုသတိသွေးကိုပူတော်ပြီးတော့ကာကွယ်ခဲ့တဲ့စာပေသွားရှာပါပေါ့1948ဇန်နဝါရီလ4ရက်နေ့မှာတိုင်းပြည်လွတ်လပ်ရေးရတယ်စာပေလွတ်လပ်ရေးမရဘူးစာပေလွတ်လပ်ရေးမရဘူးဘာကြောင့်လဲတိုင်းပြည်သုံးစာပေအဖြစ်အင်္ဂလိပ်စာပဲဖြစ်ထားတယ်ဟာဘယ်လိုလဲကွာငါတို့လူမျိုးတွေလွတ်လပ်ရေးပြီးပြီကွာတိုင်းပြည်လည်းလွတ်လပ်ရေးပြီးပြီကွာဘာကြောင့်ရုံသုံးစာဖြစ်မြန်မာစာကိုပြတ်ထမ်းမလဲဘာလို့မပြတ်ထမ်းရသလဲမေးတယ် international law ရှိတယ်နိုင်ငံတကာဥပဒေရှိခင်ဗျားတို့လူမျိုးမှာလူမျိုးတိုင်းလိုက်နာကျင့်သုံးတဲ့မြန်မာတရားစာအုပ်မရှိဘူးတဲ့အဲ့ဒီစာအုပ်မရှိရင်ပြတ်ထမ်းလို့မရဘူးဟာသွားပြီရှိတယ်လေတစ်စိတ်တစ်ပိုင်းသိတယ်လေဖို့ခစ်တုံအဟောင်းခစ်နဲ့စနစ်နဲ့အံဝင်ခွင်ကြလူတိုင်းလိုက်နာရမယ်စာရေးတဲ့စီကံဟိတာအဲ့ဒီစီကံလိုက်နာရမယ်စာအုပ်မရှိသည့်အတွက်မြန်မာစာပေကိုရုံသုံးစာအဖြစ်ပြတ်ထမ်းလို့မရခဲ့ဘူးဟာဥဖေမောင်တင်အဲ့ဒါဥဖေမောင်တင်ဆိုအဲ့ဒါပဲဟာဒါဆိုရင်တော့ငါတို့ရှင်းရမှာပေါ့ကွာမြန်မာတရားစာအုပ်အင်းတဲ့အားတဲ့ခွန်ဆိုင်အားတဲ့ရေးပြီးတော့အမြန်ရေးတာအမြန်ရေးတာကြိုးစားလိုက်တာအဲ့ဒီဆရာကြီးဥဖေမောင်တင်ရဲ့တပည့်သိပ္ပံမောင်ကဒီမျိုးပါဒီမျိုးစာတိပါကျွန်တော်စိတ်ထဲမှာအဲ့ဒါလေးတော့ခုနတွေးနေမိတယ်သတိရတယ်နော်ဟိုခေတ်တုန်းကမြန်မာစာပေကိုချစ်မြတ်နိုးခဲ့တဲ့ပုဂ္ဂိုလ်ကြီးမြန်မာစာပေကိုခေတ်ပြောင်းခဲ့တဲ့ပုဂ္ဂိုလ်ကြီးဟုတ်ပြီဥပမောင်တင်ရေးလိုက်တဲ့မြန်မာတရားစာအုပ်ကြောင့်တိုင်းပြည်လွတ်လပ်ရေးရပြီးတော့နောက်ထပ်3နှစ်ကြာမှ1951ကြာမှ
မြန်မာစာဟာရုံးသုံးစာဖြစ်ခဲ့ရပါတယ်ပြောပြခြင်းတဲ့အချက်ကတော့ဒီလိုစာပေတရက်ကမ္ဘာအလယ်မှာတင့်တယ်ဝင့်ထွယ်ဖို့ဆိုတာလူမျိုးပေါင်းမြောက်များစွာကစိတ်ကမ်းလိုက်တာဖြစ်ပါတယ်ဟောဒီအဆက်လေးတစ်ဆက်ကွာဒီအဆက်လေးတစ်ဆက်မပါရင်တော့မားတယ်မြန်မာစာတိတ်တမှုရှိတယ်တိတ်အရေးကြီးတယ်ဟုတ်ပြီအဲ့ဒါကိုအောက်ကမြင့်အောက်ကနေတားမြင့်အတန်ကိုတားမြင့်တားကိုမွေးချယ်တာအောက်ကမြင့်လေးပါတော့တာကိုအောက်ကမြင့်လေးပါတော့ကိုအဲ့ဒီမှာဘာမဆိုင်ညာမဆိုင်များမတချောင်းငယ်ကမှုဟာထိုးလိုက်တော့မှုအဲ့ဒီမှုကိုလေဒီကိလူငယ်တွေကအောက်ကမြင့်ထပ်ထဲတယ်မှုကိုအောက်ကမြင့်ထပ်ထဲတော့ဘယ်လိုအတန်ထွက်မှမသိဘူးဟာကျွန်တော်တို့မိဘတွေမှာတာဝန်ရှိနေပြီမြန်မာသားချစ်တဲ့လူတွေမှာတာဝန်ရှိနေပြီဟောဒီတခွင်းလုံးမှာရှိတဲ့စာအုပ်တွေအားလုံးဟာအဲ့ဒီစီကန်းကိုရိုသေစွာရိုက်ထားလို့ရေးထားလို့ပုံနှိပ်ထုတ်ခွင့်ဝင်ရတယ်ကျွန်တော်တို့နှလုံးသားတွေကိုအဲ့စာတွေနဲ့ဘာသာပြန်ကြတယ်ကျွန်တော်တို့အုံနောက်တွေကိုအဲ့စာတွေနဲ့ဘာသာပြန်ကြတယ်ကျွန်တော်တို့ယဉ်ကျေးမှုတွေကိုအဲ့ဒီစာဒီထဲမှာထားပနာထားတယ်ဒီစာပေပြတ်တာဟာအားလုံးပြတ်ပါဒါဖြင့်လူငယ်တွေကိုငါတို့ကဘာလုပ်ပေးရမှာလဲဒီစည်းကမ်းတွေကိုကျွန်တော်တို့ကကြာနာလှပပတည်တက်ကြည်နဲ့ဖြစ်အောင်ပြောရမှာပေါ့ပြောဖို့ဘာနဲ့ပြောမှာလဲကွာစကားလုံးနဲ့ပြောမှာပေါ့ဟုတ်ပြီခုနကကျွန်တော်မြည်မေးတယ်ယောက်ျားဆိုတာဘာလဲသူမေးတာအကြောင်းရှိတယ်အဲ့တော့ကျွန်တော်ကအဲ့ဒါကိုဖြေဖို့အတွက် तू ဘာကြောင့်ဒီယောက်ျားကိုမေးတာလဲဆိုတာကျွန်တော်အရင်စဉ်းစားရပါတယ်အဲ့တော့ကျွန်တော်ကအင်္ဂလိပ်စာမှာတော့ dictionary ပေါ့ဗျာမြန်မာမှာတော့အဘိဓမ္မာပေါ့ဗျာဟာကျွန်တော်ပြင်းရင်အဘိဓမ္မာကြည့်တယ်သိပြောစရာကောင်းတာပဲခင်ဗျအဘိဓမ္မာကိုရှာကြည့်လိုက်ယောက်ျားရှာကြည့်ညီမချင်းလူဒီတဲ့ယောက်ျားဆိုတာလူဒီကိုကျွန်တော်တို့ချက်ချင်းမတွေးတတ်ဘူးဒါဖြင့်ဒီတယ်လွယ်တာစဉ်းစားအောင်တနေ့ကျွန်တော်ပြောလိုက်တဲ့စကားလုံးတွေရေးတောင်မရေးနိုင်ဘူးမြန်မာလူမျိုးဟာအလွန်စကားပြောဝါသနာပါတယ်နားထောင်တာဝါသနာသိမပါဒါဟာကျွန်တော်တို့အုံနောက်နဲ့ကျွန်တော်တို့အသက်နှလုံးကိုအနိုင်ဆုံးနေရာရောက်အောင်ကျင်းတူးပြီးတော့မြုပ်နေတာဖြစ်ပါတယ်ကျွန်တော်ဒီစကားထပ်ပြောပါမယ်ရှင်မရတ္တတာအင်းဝါခင်မှာပညာလေးနာလေးငယ်ပညာကိုလေးလာရင်ဟောဒီနီးနေတာလေးလာဟိတစ်သက်လုံးမင်းမမှားဘူးများမခိုင်ဘူးအခရာလေးရှစ်လုံးထားတယ်သူစီပုပါဝိလိတိတာသူပညာရှာနည်းရဲ့နံပါတ်1ခင်ဗျာပညာတကယ်လို့ကျင်သလားဟုတ်ကဲ့ကျွန်တော်တကယ်လို့ကျင်ပါတယ်ခင်ဗျာသိချရလားသိချပါတယ်ဗျသိချရင်နံပါတ်1မင်းလောက်ရမယ်လို့ကအဲ့ဒါပဲသူဘာလဲသူနေရစာအုပ်ထဲမှာရေးထားတာကြာနာယာဤခေတ်စကားနဲ့လွယ်လွယ်ပြောရရင်နားထောင်ပါလို့ပြောတာပဲဒါဖြင့်ကဲဟောဒီမှာပေးတဲ့ကြီးနားထောင်နေတယ်ဘာနဲ့နားထောင်လဲကဘာကျော်ဟုတ်လား7 episode စာအုပ်ထဲမှာရှောင်းကိုဝေးဆိုတဲ့အမေရိကန်စာရေးဆရာလေးကဘာပြောလဲဆိုတော့စကားတွေကိုတဲ့လူတွေကနားနဲ့ပဲနားထောင်နေရတယ်တဲ့နားနဲ့နားထောင်ရင်ခင်ဗျားတို့အလင်ခံရမှာပေါ့တဲ့ဟာကောင်းလိုက်တဲ့စကားနားနဲ့နားထောင်ရင်အလင်ခံရမှာပေါ့တဲ့ဟာဘာကြောင့်လဲသူတွက်ပြသိကောင်းတယ်နားနဲ့နားထောင်သောစကားလုံးများသည်အမှန်တရားဤလူမှုဆက်ဆံဤ900နှုန်းကိုသာလျှင်ပြနိုင်တယ်အမှန်ဟာအကြောင်းအရာ100ရှိရင်အဲ့ဒါ900နှုန်းပဲခင်ဗျမှန်ပါတယ်နားနဲ့နားထောင်ရင်ဒါဖြင့်မနဲ့နားထောင်အောင်မလဲကွာစစ်တော့မျက်လုံးနဲ့နားထောင်မအောင်ဟာကျွန်တော်မကြားဘူးဒီစကားကိုဘယ်နဲ့ကွာနားထောင်တာနားနဲ့မနားထောင်လို့ဘာနဲ့နားထောင်မျက်လုံးနဲ့နားထောင်လိုက်ပါဦးတဲ့အဲ့ဒီစကားပြောတဲ့အချိန်မှာဒီကောင်ဘယ်လိုလဲဟုတ်တာပေါ့အဲ့ဒီခါကျမှကျွန်တော်စဉ်းစားလိုက်မိတယ်လေခင်ဗျားလူတယောက်ကပြောတယ်ယေရှုတင်ပါတယ်နော်ဟုတ်လားယေရှုတင်ပါတယ်ပြောတာလေယေရှုတင်ပါတယ်အဲ့ဒီနဲ့ယေရှုတင်ပါတယ်ပြောလိုက်တာနဲ့ပြန်တယ်
ကျွန်တော်တကယ်ကျေးဇူးတင်တာမဟုတ်မှန်းတန်းသိသွားတာပဲနော်ကဲမင်းတို့သူတောင်းမှလိုက်ကွာတောင်းမှပါလေဒါတောင်းမှန်းမဟုတ်စကားလုံးကတော့တောင်းမှန်ပါတယ်ပဲဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာတောင်းမှန်တာလုံးဝမရှိဘူးဆိုတာသူ့ရဲ့အမူအရာကပြနေပါတယ်တဲ့ဒါကြောင့်စကားတွေကိုနားထောင်ရင်နားနဲ့နားမထောင်ပါနဲ့မျက်လုံးနဲ့နားထောင်ကြည့်လိုက်စမ်းပါဘယ်အမူအရာနဲ့သူပြောနေတယ်လဲလို့ကြည့်လိုက်လို့ရှိရင်နောက်ထပ်43%နှုန်းခမအမှန်တရားနဲ့နီးလာပါပြီဟာခုနက900နှုန်းနောက်ထပ်43%နှုန်းဆို50ပဲရှိသေးတယ်ကျန်တဲ့90ကဘာနဲ့နားထောင်ရမှာလဲနှလုံးသားနဲ့နားထောင်ပါဒါပြင်စကားကိုနှလုံးသားနဲ့နားထောင်ဆိုတာဘာလဲကျွန်တော်အဲ့ဒါလေးကိုရှင်းနေကျွန်တော်အခုစကားလုံးများနဲ့ကခုံနေဆိုတာအဲ့ဒါလေးကိုပြောမှာဒါပေမဲ့အဲ့ဒါလေးကလည်းတော်တော်ပေါ့အောင်ပြောယူရမှာဘာကြောင့်လဲခုနပြောပြီကျွန်တော်တို့တနေ့တနေ့မရေတွက်နေအောင်တချို့ဆိုရင်များပြောလိုက်တဲ့စကားကဲလူငယ်တယောက်ကခလေးငယ်တယောက်ကခမြောက်လာမိပြီစကားဆိုတာဘာလဲဗျာစကားဆိုတာဘာလဲဖြည့်ကြည့်လိုက်ပါဖြည့်ကြည့်လိုက်ကိုယ်စိတ်ကကြောက်အောင်ကိုယ်အရင်ဖြည့်ကြည့်ပါဒါပေမဲ့အဲ့ဒီဖြည့်ကိုခမကျင်းနဲ့မကျင်းနဲ့စဉ်းစားပါကျွန်တော်ပြောမှထားပဲဒါလေးပဲကျွန်တော်ပြောချင်တယ်စကားဆိုတာဘာလဲလို့ခမကိုလူရောက်ကမေးပြီခမဘယ်လိုဖြည့်မလဲကျွန်တော်ကလေးတွေတော့နောက်တော့ရမလေးရှားရဲ့ခက်လိုက်တာစကားပြောရဲဆိုတာစကားပြတာပေါ့ဘာညာမဲတချို့ကနောက်သေးတယ်စကားဆိုတာလေစပြီးတော့ကားသွားတာဟာဟုတ်ပြီဘယ်ရမလဲကျွန်တော်မှအဘိဓမ္မာရှိတယ်လေကျွန်တော်အဘိဓမ္မာကိုကြည့်အဲ့ဒီခါမှာစကားရဲ့ပါဝါ3ခုသွားတွေ့စကားဆိုတာဖြစ်ဖို့အတွက်အချက်3ချက်လိုအပ်တယ်ဟာကျွန်တော်ချစ်တဲ့ပရိသတ်ကိုကျွန်တော်ပြီးချင်တာအဲ့ဒါလေးပဲဒါပဲကျွန်တော်ပြီးမှာပါဒါလေးတော့ကျွန်တော်နှလုံးသားတွေကိုရအောင်ယူသွားလိုက်ပါယူသွားပြီးရင်ခမရနှလုံးသားတွေကိုရအောင်ထည့်ပါခမရအုံနောက်ထဲကိုရအောင်ထည့်ပါခမရတက်တက်လုံးအညာမခံတော့ဟာငါတို့မှတက်တက်လုံးပြောလာခဲ့တဲ့စကားကွာဘာလဲကွာစကားဆိုတာဟုတ်ပြီစကားဆိုတာဖြစ်ဖို့အတွက်တစ်ကျွန်တော်ပြောတယ်နော်ဘယ်နှချက်ပြောလဲ3ချက်တစ်စကားဆိုတာဖြစ်ဖို့အတွက်ဘာလိုရလဲအတန်လိုရပါလေဘာစပြီနော်ခေါင်းထဲမှာထည့်ကြသူနော်ဘာလိုရမလဲအတန်လိုရမယ်ဟုတ်ပြီအတန်မပါရင်စကားဖြစ်မလားမဖြစ်ဘူးဒါပေမဲ့မလီကျွန်တော်10တန်းကျောင်းသားတွေကအရန်တော်တယ်ဗျာဆရာအတန်မပါနဲ့စကားပြောလို့ရတယ်ဘာနဲ့ပြောမလို့ဆိုမျက်လုံးနဲ့စကားပြောမယ်တဲ့မဆိုးပါဘူးတို့တော့လေမျက်လုံးကြီးအတိအကျပြောလို့မရဘူးအခါကျရင်ကလေးကမုံစားခြင်းလို့မုံနာသွားတယ်ဧည့်သည်ရရှိနေတယ်အဖေကလမ်းမလို့ရည်တယ်မျက်စောင်းထိုးလိုက်တယ်ပြန်လှည့်သွားတယ်ဆိုမျက်စောင်းညီမြခြင်းဒုတ်လို့အဓိပ္ပာယ်ရှိတာဟုတ်သူသိတယ်ဩဒါလေးသူတို့လေဗျာဒါတစ်ခါတည်းရမဲ့သုံးလို့ရတယ်တယောက်နဲ့တယောက်မမြင်ရတဲ့အခါမှာမျက်စောင်းသုံးလို့မရတော့အိမ်နာအတွင်းနဲ့ပြင်ရမျက်နှာအမူအရာနဲ့ပြလို့မရဘူးအဲ့ဒီကောင်အတန်မင်းဟုတ်ပြီကဲနံပါတ်1ကတော့အတန်လိုအပ်တယ်သို့သောအတန်နဲ့ရတော့စကားမဖြစ်ပြန်ဥမာဟေးဥမာဖွီဒါရီအတန်ပဲဗျဒါပေမဲ့အဲ့ဒါတွေကစကားမဖြစ်နိုင်အဲ့ဒါတွေကစကားဆိုကျွန်တော်ဒါတွေပြောတော့ပေးတယ်ကြီးခင်ဗျာဟေးစီဟေးပေါ့ဟေးစီနဲ့ပတ်သက်တော့စီဟေးဟေးစီဘာကြောင်းတယ်လဲကွာဒီငါကြောင်ကကျွန်တော်အတန်ပြောနေတာပဲဘာလို့လဲလာပြီစကားရဲ့ဒုတိယပါဝါကျွန်တော်ပြောမယ်နော်ကျွန်တော်တို့ကလေစကားဆိုတာကိုစနစ်တကျမသိဘဲနဲ့ပြောလာခဲ့တာများလာပြီစနစ်တကျသိသွားတဲ့အချိန်ကျရင်သူ့ရဲ့ပါဝါကိုခင်ဗျာအပြည့်သုံးတတ်မယ်နော်အမေရိကန်နိုင်ငံမှာလူတစ်ယောက်ကသူ့ကိုမဲပေးဖို့အတွက်စကားနဲ့ပဲစီယုံရတယ်အမှုတစ်ခုကိုမှားတယ်မှန်တယ်ပြောဖို့အတွက်ရှင်းနေတဲ့အားလုံးဟာစကားနဲ့ပဲရှောက်လိုက်ရတယ်ယဟန်တန်ဃာတွေပါဝင်ကျွန်တော်အားလုံးကျေးဇူးတော်ဆုံးဂုဏ်တော်အနန္တခရော့ကြတယ်ဗုဒ္ဓနာကိစ္ဆာမိဓမ္မန္တရဏကိစ္ဆာမိအားလုံးကစကားတွေကြီးပဲကဲဘယ်လောက်ကြီးကျယ်လဲစကားနဲ့နိဗ္ဗာန်သွားလို့ရတယ်စကားကိုခင်ဗျာနားလဲရင်နိဗ္ဗာန်ရောက်တယ်ဒါပဲနိဗ္ဗာန်ရောက်ကြောင်းမှန်သမျှသည်စကားနဲ့ပဲဟောထားတယ်ဘာမှမရှိဘူးသိပ္ပံစံသက်ခံထွက်လာတာမဟုတ်
equation နဲ့မှတ်ထားတာလည်းမဟုတ်စကလုံးဆိုတာခမရသိရင်ခမရအတွက်ဘလောက်ပါဝါတွေကြီးရဲဆိုတော့ကျွန်တော်ပြောပြတာကတိဟုတ်ပြီအတန်ဟုတ်ပြီကွာကဲမင်းပြောတာငါတို့နားထောင်တိအတန်နှစ်အတန်နဲ့တော့နှစ်ကအတိတ်ပဲရှိရမယ်ဟာလာပြီဘာရှိရမလဲအတိတ်ပဲရှိရမယ်ဟုတ်ပြီအတိတ်ပဲရှိတဲ့အတန်ရပြီဟာဒါဆိုရပြီပေါ့ကွာမရသေးဘူးစကားဖြစ်ဖို့အတွက်သူကအချက်၃ချက်အတိတ်ပဲရှိရမယ်အတန်ရှိရမယ်ပြီးရင်နှုတ်ကထွက်ရမယ်တဲ့ဒီပင်နေရာထွက်ရင်စကားမဟုတ်ထွက်တယ်လေဒီပင်နေရာလည်းထွက်တာပဲလေမရဘူးအဲ့တော့စကားဆိုတာဘာလဲလို့မေးအပိဓာန်ထဲမှာတော့အတိတ်ပဲရှိသောနှုတ်မြတ်တန်စပါပြီကျွန်တော်ပရိသတ်ကိုလက်ဆောင်ပေးနေတာလေးစပါပြီဒါလေးကိုလေးလေးနဲ့တွေးကြည့်ကြအောင်စကားဒီအတိတ်ပဲရှိသောနှုတ်မြတ်တန်တစ်အတိတ်ပဲရှိရမယ်နှစ်နှုတ်ကထွက်ရမယ်သုံးအတန်ဖြစ်ရမယ်အဲ့ဒီအချက်၃ချက်ပဲကျွန်တော်ပြောချင်တယ်အဲ့ဒီအချက်၃ချက်ကိုကျွန်တော်စဉ်းစားအောင်တစ်အတိတ်ပဲဟုတ်ပြီကဲပရိသတ်ကြီးကိုကျွန်တော်ပြောမယ်သိတော်တာပဲအဲ့ဒီအတိတ်ပဲကကောင်းလားဆိုလားအားလုံးသိသိတော်တာပဲကောင်းလားဆိုလားကောင်းလူဆိုအဲ့ဒီပဲကောင်းလားဆိုလားမကောင်းနော်ဟုတ်ပြီသိတော်တာပဲဆိုရင်အတိတ်ပဲကောင်းတယ်လူဆိုဆိုတာမကောင်းဘူးဆိုရင်ကဲကျွန်တော်တနည်းပြောပြမယ်ကျွန်တော်ကျောင်းသားတွေရှိတယ်ကျွန်တော်ဂုံတူးဆောင်တွေလို့ပြောတယ်ကျွန်တော်ကျောင်းသားတယောက်ရှိတယ်တော်တော်ဆိုးတဲ့ကောင်အတန်းထဲမှာလူ90ရှိတယ်သူကအဆင့်49ရတယ်အဲ့တော့မှတယောက်ကကျောင်းမလာလို့သူကရပိုးကယူသွားတယ်ရပိုးကကိုသူက49မှာသူကဘာပြောဆိုလေးကိုဖြတ်မသိအောင်9လောက်ချန်ထားတယ်9လောက်ချန်ထား9လောက်ချန်ထားပြီးတော့အမေကိုကြည့်နေတယ်အမေအလုရှုပ်ဆုံးချိန်ကိုစောင့်အမေကတခါသမီးငဲ့ပြီးတော့တခါလဲနဲ့ဘက်ကလည်းမလုံနိုင်မျက်လုံးကလည်းသတိဆိုင်နေမှာအမေကျွန်တော်ရပုတ်ကကြည့်လိုက်တော့ဟဲ့ဒီမှာကိုဟာလားအမေသားတိတ်တော်တာပဲခရိုင်းတော့20ကျော်တဲ့ကောင်ကိုဆိုမစိုးဘူးပေါ့အဲ့ဒါနောက်ကအဖေကခါထောက်လို့ကြည့်နေလာပါဦးမြလာပါဦးပေးစမ်းပါကြည့်အဖေကသေးချာလဲကြည့်လိုက်ကောဩခမည်းကရှေ့ကလေးကိုဖြစ်ထတာဘူးမင်းတိတ်တော်တာပဲကျွန်တော်ပြောတာပါတိတ်တော်တာပဲလို့ပြောလိုက်တာနော်တကယ်တော်လားတိတ်တော်တာပဲလို့ပြောတာဖြစ်ပေမဲ့တိတ်တော်တယ်ဆိုတဲ့အဓိပ္ပာယ်မရှိဘူးညာကဲကျွန်တော်ပြောနိုင်လားအတိတ်ပဲဆိုတာခမည်းစကလုံးတွေကိုဘယ်လောက်မှန်အောင်ပြောမလဲခါကျရင်ကျွန်တော်တို့နိုင်ငံမှာရုပ်ရှင်ရိုက်တယ်မလားကျွန်တော်တို့ဒီစတူဒီယိုဘာတွေမရှိတော့ကျွန်တော်တို့မှာကန်တော်ကြီးဒါတွေပဲသွားတယ်ကန်တော်ကြီးဆိုလည်းသိတဲ့အတိုင်းပဲတစ်ပင်နေချုံမှုတွေလည်းအများအလွန်ပေါ်ကိုယ်လည်းအချိန်တွေပိုင်းနဲ့ချင်းနဲ့လောကဒီမြင်ကွင်းကိုအချင်းနဲ့ကိုယ်နောက်ဆုံးဖြည်းဖြည်းနဲ့ကိုယ်အချိန်ကမသိဘူးနောက်မှချုံမှုတစ်ခုရှိတယ်နော်အဲဒီမှာခါလေသူတို့ကလည်းအဲ့ထက်မှာနီးနိုးပလေဝတွေကိုကျင်းပနေတာပေါ့နှစ်ယောက်ချင်းပေါ့နော်လားပြောစရာကောင်းတယ်နိဗ္ဗာန်ရောက်ကြောင်းတရားတွေထွန်းနေမှာပေါ့နော်အဲ့ဒီမှာအဲ့လေသူတို့နှစ်ယောက်တည်းနိဗ္ဗာန်ရောက်နေတာပြောတာလေနော်လားဒါလောက်မှနိဗ္ဗာန်ရောက်ချင်လေသူတို့နှစ်ယောက်လုံးနိဗ္ဗာန်ရင်မတင်ပေးလိုက်ရင်ကောင်းမှထင်တယ်နော်အဲ့တော့မင်းဘာပြောနေမှလဲမင်းကလည်းကွာအဲ့ဒီမှာကွာဟာငါနည်းနည်းအရှင်လုံးတော့ဆိုပြန်လှည့်မလို့စဉ်းစားကြည့်ကောင်မလေးကလူဆိုးတဲ့ကဲလူဆိုးဆိုတာကဲအဲ့ဒီကောင်မလေးပြောတဲ့လူဆိုးသည်စိုးမလားကောင်းမလားခင်ဗျာတွေးကြည့်အဲ့ကောင်မလေးကလူဆိုးရဲ့အရာသာကိုတော်တော်တွေးနေတိစကားမှာအတိတ်ပဲအရေးကြီးပါလေဆိုရင်ကဲလူဆိုးဆိုတဲ့အတိတ်ပဲဘာလို့ကောင်းနေတာသိတော်တာပဲဆိုတဲ့စကားလုံးကဘာလို့မှားနေတာကျွန်တော်ပထမအဆုံးစာညွှန်ရေးခဲ့တဲ့ပန်းမြင်လေကဥယျာဉ်မှုဆိုတဲ့စကားရှိအဲ့စကားထဲမှာတာတီးဆိုတော့တားဆိုးလားဒါပေမဲ့နောက်ဆုံးစသိမ်းမှာကျတော့ကျွန်တော်ကနေအောင်နဲ့တာတီးနဲ့တွေ့တယ်ရွာလုံးကအခါတယ်ဟလားဟိုမှာဆွန်းလောင်သွားမလို့တာတီးကသူ့ချစ်သူပါလာလို့ဝင်ရင်တော့နဲ့တွေးကြရကောင်းတွေ့ရသိချင်းဓာမဆိုင်မှာချမှာကွာလိုက်လာတော့ဟိုမြင်းထီးဆွဲကောင်ဆင်းလာအားလုံးနေကြအောင်အားလုံးကသင်္ဘောမော်တော်လေးပေါ့သူကတကားနဲ့ကုန်းမောင်လေးနဲ့ဆင်းလာ ဟိုတာဒီဘာလဲဗျ
နော်လူဆိုတာပြတယ်စိုးကျင်တယ်လို့စိုးမိုက်ချင်တယ်လို့မိုက်ဒါပေမဲ့မယုံမရဘူးဗျာကျွန်တော်ဒီစကားလေးထည့်ရေးခဲ့တယ်လူဆိုတာစိုးကျင်တာစိုးဗျာရမ်းကျင်တော့ရမ်းညာမိုက်ချင်တော့မိုက်ဗျာဒါပေမဲ့မယုံပါဘူးဗျာဒါတိရပညာမတတ်ဘူးပညာမတတ်ဘူးစကလုံးကြီးရဲ့အဓိပ္ပာယ်ကိုနည်းနည်းရှင်းရှင်းသားမလဲမေးတယ်ရှုံးပါလေဆိုတာဘာလဲဗျကျွန်တော်တို့ကဗုဒ္ဓဘာသာတွေလေဗုဒ္ဓဘာသာဆိုတာကိုယ်တိုင်ကကောင်းမှုမလုပ်နိုင်တော့မှသူများကောင်းမှုကုသိုလ်လုပ်တာကိုမဖြစ်ရဘူးဗျာသူများကောင်းမှုကိုယ်တိုင်လည်းကောင်းမှုကုသိုလ်မလုပ်နိုင်ဘူးသူများလုပ်တဲ့ကောင်းမှုကုသိုလ်လည်းဖြစ်တယ်ဆိုအဲ့ဒါရုပ်ပါတာပဲကျုပ်တို့တွေအားလုံးဟိုဘက်ကန်းကိုသွားမလို့ဆုံးလောင်းကြမလို့တဲ့ဒီလူတွေကိုခမရအနာရရဖြစ်အောင်ဒီလူတွေကိုစိတ်ညစ်အောင်ဒုက္ခရောက်အောင်ခမရလုပ်မယ်ဆိုရင်ခမရတော့တကယ်ဝမ်းသာမလားတဲ့ဗျာဒါဒီကကြည့်သူမှန်မှန်နေနေသိသွားတယ်ဒါမှမဟုတ်ပြောတယ်ဝမ်းသာတယ်ဗျာကျွန်တော်ရေးလိုက်တဲ့စလုံးကဝမ်းသာတယ်ဗျာလို့ရေးလိုက်တာပါပဲဒါပေမဲ့တကယ်တော့အဲ့ဒီသူပြောတဲ့ဟန်ပန်းသူပြောတဲ့လေးတန်းအဲ့ဒီနှစ်ခုပေါင်းလိုက်ရင်ဝမ်းသာတယ်ဆိုတဲ့အဓိပ္ပာယ်လုံးဝမရှိပါဘူးဒါဖြစ်ရင်ကျွန်တော်တို့ဟာစကလုံးတွေရဲ့တကယ်အနှစ်သာရကိုဘယ်လောက်နားလဲလို့ကိုယ့်ကိုယ်ကိုအရင်မေးကြည့်အောင်လူတရားပြောလိုက်တဲ့စကားကိုဘယ်လောက်မှန်အောင်ထုတ်ယူနိုင်လဲကျွန်တော်တွေးကြည့်အောင်အဲ့လိုတွေးနိုင်မှအဲ့လိုကျွန်တော်တို့စဉ်းစားနိုင်မှကျွန်တော်တို့ဟာစကလုံးတွေနဲ့ကခံနိုင်မှာပေါ့တိအဓိပ္ပာယ်စကလုံးတွေမှာအဓိပ္ပာယ်သိအရေးကြီးတယ်ဗမာမှာစကလုံးပရိယေအရန်ကျွယ်ဝတယ်အင်္ဂလိပ်စာဘလောက်တော်အင်္ဂလိပ်လူမျိုးဘလောက်ယဉ်ကျေးပါတယ်ပြောသူ့အဖေကိုယူပဲကိုအိုင်ပဲသူ့တထေးလေယူပဲကိုအိုင်ပဲသူ့ဆရာလေယူပဲကိုအိုင်ပဲကျွန်တော်တို့အဲ့လိုမသုံးရဲပါဘူးကျွန်တော်တို့ဟာစိတ်နဲ့ကန်းနဲ့နီးနဲ့လမ်းနဲ့စကလုံးတွေကိုကြနာအောင်ဝင်ခွင်ကြသုံးတတ်တဲ့လူမျိုးပါကိုယ့်ရဲ့ကြီးတဲ့လူကိုပြောမယ်ဆိုရင်ကိုကျွန်တော်ကျွဲလူဆိုရင်တော့ကိုငါကျွဲလူကိုမင်းဒါပေမဲ့အခုရဲ့အသက်ကြီးတဲ့လူဆိုရင်တော့အနည်းဆုံးခင်ဗျာဆိုတာဘာရလာတော့သခင်ဖျားဆိုတဲ့စကားလာတာပဲကြည်စမ်းကျွန်တော်တို့ရဲ့စကားလုံးတွေကဘယ်လောက်လှပလဲဘယ်လောက်ကျွယ်ဝလဲဘယ်လောက်ခမ်းနားတယ်သခင်ဖျားကိုအမြန်ဖိုက်ရန်နေခင်ဗျာဖြစ်လာတာမိမိရဲ့မြင့်တဲ့လူကိုအရှင်လို့ပြောရင်လေအားလေးပြုတ်လို့ရှင်လို့ဖြစ်သွားတာဒါပေမဲ့ကျွန်တော်တို့ရဲ့အဲ့လောက်ခမ်းနားကျွေဝတဲ့အရာတွေကိုပိုင်ဆိုင်မှရဲ့ကနေအဲ့ဓာတွေကိုကျွန်တော်တို့ကကြာနာမသိတာလေးတစ်ခုတည်းကျွန်တော်တို့ခံနေရတာကဘာကြီးကိုပြောင်းလဲဖို့အတွက်ပထမဦးဆုံးပြောင်းလဲရမှာတော့မင်းကိုမင်းပါပဲကျွန်တော်တို့ဟာတစုံတစ်ခုသောအရာကိုမကျင်တဲ့လူတစုံတစ်ခုသောအရာကိုပြောင်းလဲပြစ်ချင်တယ်ဆိုရင်ကိုအရင်ပြောင်းရမှာကျွန်တော်တို့ဟာစနစ်ကျတဲ့လူတွေဖြစ်ရပါမယ်တိုက်ပွဲတိုက်ဖို့အရေးမကြီးပါဘူးနိုင်မှုအရေးကြီးပါတယ်ဘာမှမသိညာမှမသိကို့မှာရှိတဲ့အင်အားလည်းမသိကို့မှာရှိတဲ့ပရိယေလည်းမသိကို့မှာရှိတဲ့တိုက်ပွဲပညာလည်းနားမလည်ဘဲနဲ့တိုက်တယ်လို့ကျွန်တော်တို့ရှုံးပါပဲကျွန်တော်တို့ဟာတိုက်ချင်တဲ့လူတွေဖြစ်ဖို့အရေးမကြီးပါဘူးမရှုံးတဲ့လူတွေဖြစ်ဖို့အရေးကြီးပါတယ်ဒါဖြင့်အဲ့လိုမရှုံးဖို့အတွက်ကျွန်တော်တို့ကဘာလဲစနစ်ကြတဲ့လူကြီးတွေဖြစ်အောင်ကိုအရင်ပြင်ရဖို့လိုပါတယ်များစမဟုတ်ပါဘူးစကားဆိုတာလေးတစ်ခုတည်းပါပဲအဲ့ဒီစကားဆိုတာလေးတစ်ခုကိုကျွန်တော်တို့ကဘလောက်များလေးနဲ့ပြောခဲ့ပြီလဲဘလောက်များလေးနဲ့နားထောင်ခဲ့ပြီလဲကျွန်တော်တို့သားသမီးကိုကျွန်တော်တို့ကဆုံးမလို့မရဘူးဗျာလို့ပြောနေလို့ရှိရင်ကျွန်တော်တို့ရဲ့စကားလုံးတွေကသူတို့နှလုံးသားကိုပြောင်းမပြစ်နိုင်ဘူးဗျာလို့ကျွန်တော်တို့ညံ့တာဝန်ခံနေတယ်လို့ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မှာအဲ့ဒီကလေးတွေရဲ့နှလုံးသားအဲ့ဒီကလေးတွေရဲ့အုံနောက်ကိုပြောင်းပြစ်နိုင်လောက်တဲ့ခန္ဓာကြီးကျယ်တဲ့စာပေအမွေရှိပါတယ်ကျွန်တော်တို့မှာဒုနဲ့ဒေနဲ့နိုင်ငံရဲ့ခြားတိုင်းတစ်ပါးမှာခဏခေတ်ကြမှာစီးပွားရေးပညာထဲမှာMaxwell ဆိုတဲ့လူက ethics လို့ခေါ်တဲ့ကိုချင်းတရားဆိုတော့ထည့်ရေးထားတယ်အခုမှကဘာမှာသိအကြောင်းကောင်းတဲ့စာအုပ်ဖြစ်နေပါလေစီးပွားရေးမှာကိုချင်းတရားအရေးကြီးတယ်ဆိုတာတစ်နှစ်လောက်ပဲရှိသေးတယ်စပြောတာသူတို့ကဗမာမှာကျွန်တော်တို့ရဲ့ကျေးဇူးတော်ဆုံးဂုဏ်တော်အနန္တရှိတဲ့မြတ်စွာဘုရားတမန်အာဇီဝဆိုတဲ့စလုံးကိုပြောခဲ့တာနှစ်2500ကျော်ပြီဗျာအားငယ်စရာမရှိပါဘူး
ကျွန်တော်တို့မှာအင်မတန်တောင့်တင်းတဲ့ယဉ်ကျေးမှုရှိပါတယ်အင်မတန်ခိုင်မာတဲ့ဘာသာတရားရှိပါတယ်တခုလေးပါပဲကြာနာလေးလာဖို့တည်တည်ချာမှတ်သားဖို့ဆွဲလန်းနားထောင်မှုလေးတခုလေးပါပဲဒါပေမဲ့အဲ့ဒါကိုကျွန်တော်တို့မလုပ်ခဲ့တာကြာပြီတို့ကိုကြာခဲ့ပြီဘာကြောင့်ကြာခဲ့တာလဲကျွန်တော်တို့နားမထောင်နေတဲ့စကားတွေကိုနားထောင်နေတဲ့အချင်းအစားဖို့ကျွန်တော်တို့စကားတွေကိုလွတ်မလိုက်တာပဲကျွန်တော်တို့မကြည့်ချင်တဲ့စလုံးတွေကိုရေးနေတဲ့အချင်းအစားဖို့အဲ့စလုံးတွေကိုကျွန်တော်တို့လွတ်မလိုက်တာပဲကျွန်တော်တို့မုန်းတာကစာကိုမုန်းရမှာလားအဲ့ဒီစာမဟုတ်တာကိုရေးတဲ့လူကိုမုန်းရမှာလားဒါကိုကွဲပြားသိဖို့လိုပါတယ် AIDS ယောဂကိုမုန်းပါယောဂရှင်ကိုချစ်ပါဒါဟာခဏလူမှုဆက်ဆံရေးရဲ့စီကံမှာယောဂကိုတော့မုန်းရမှာပေါ့ဗျာယောဂကိုတော့ကြောက်ရမှာပေါ့ဗျာဒါပေမဲ့ယောဂရှင်ကိုကျွန်တော်တို့ကနှွေးထွေးရမှာပေါ့ယောဂရှင်ကိုကျွန်တော်တို့ကချစ်ခင်ရမှာပေါ့ဒါဖြင့်ကျွန်တော်တို့ဟာကျွန်တော်တို့နှလုံးသားတွေကိုကျွန်တော်တို့ချစ်မှုတွေဘာတွေနဲ့အရင်စကြရမှာလဲစကလုံးတွေနဲ့ပဲစကြရမှာပါကဲစကလုံးမှာနံပါတ်1ကဘာလဲကွာအထိပ္ပယ်ဟာမင်းမြန်မာစာမှာအထိပ္ပယ်ကခြေဝန်းနေဟုတ်ပါလိမ့်ခြေဝန်းနေအမလီကျွန်တော်ကလေးနဲ့နေရတာမှအဲ့ကလေးတွေကျွန်တော်ကိုသင်သွားတာအများကြီးပဲကျွန်တော်ရှစ်တန်းသင်10တန်းသင်ရှစ်တန်းကအပေါ်တန်း10တန်းကအောက်ထပ်သိတဲ့အတိုင်းပဲဒီကလေးတွေကကျွန်တော်ကိုအများအားမျောတယ်ဘာကြောင့်မျောတာလဲဆိုကျွန်တော်စာသင်ကောင်းလို့မျောတာမဟုတ်ဘူးကျွန်တော်အချိန်မှာပျော်ဝါလို့မျောတာရီရလို့ဆိုပြီးတော့ကိုလည်းပဲကမ္ဘာငါပေါ်ပြင်မှမသိဖြစ်နေသူကရီရတယ်အဲ့ဒီဆရာကြီးအသင်ရီရတယ်ဆိုမျောတယ်မျော10တန်းမှာကျွန်တော်ကသင်တယ်ရေသေးပြတ်ဆက်ဒါရေသေးမိမနဲ့ရေသေးကိုရတွေ့ရေသေးမိမမေးချင်းနေဝကွဲတပူဆိုင်းမောင်ကျိုးနေပစိုးညစ်တီရောင်တစိမ့်မို့ခေါင်းဝှက်ဆုပ်တွေကျုပ်ဖွဲ့ရင်ငယ်အားလို့စကားပေါ့ဟာတပူဝါကြီးကကွဲလို့ထမ်းစင်မှုရွယ်ရှိတဲ့ရောင်တုံးနဲ့ခေါင်းဝှက်ဆုပ်တွေကျုပ်ဖွဲ့ရင်ငယ်ရေကိုရောင်စားမောင်စွမ်းအားနဲ့စီးပွားတစ်နှစ်ဘယ်လောက်များဖြစ်ပါတော့စစ်ပေါက်ဝမ်းရည်လောက်ရစားတော့သည်ဖြင့်လက်ကခြေကပုံမမြက်လို့အဖတ်တင်အင်းတွင်ထုတ်ရကြုံမောင်လာမှာငွေစားဘယ်လောက်များပါလဲစီးပွားရေးချိန်နေမိပြီခါဝဲလဲမှာမလွဲစင်စစ်မျက်မြင်ဖြူပြီးမစစ်တာဘူးဘောင်ကြီးခါမှာဝတ်ထတာတော့ကျမမြင်နေရလို့ဘာမှမစစ်တော့ပါဘူးဘာလို့ရှာချွတ်စုပ်ပြတ်တတ်နေတာပဲဖွားဘက်တော်မှမပေါ်ယုံလုံအောင်အနိုင်ဖုံးရတယ်ဖွားဘက်တော်စကလုံးအားလုံးသိပါတယ်ဒါဥပုံညာဘယ်လောက်ပန်းတယ်လဲဗျာအင်မတန်ရိုင်းဆိုင်မဲ့အကြောင်းအရာကိုအင်မတန်ယဉ်ကျေးတဲ့စလုံးနဲ့ရေးပြတယ်လုံကြီးကစုပ်ပြတ်တတ်နေလို့သူ့ဖွားဘက်တော်တော့သူမလုံးတလုံးဖြစ်နေသိတယ်ဒါပေမဲ့ကျောင်းသားကျွန်တော်တို့လည်းလျင်သေးတယ်သိတဲ့ကောင်လေးကြီးပဲအဲ့တော့မေးတယ်ကိုကရှေ့ကိုဆက်ပြီးတော့သင်တော့မလို့ဆရာကြီးဘာလဲကွာဖွားဘက်တော်ဆိုတာဘာလဲဆရာကြီးအချွန်နဲ့မလိုက်တာသိတယ်လှမ်းကြည့်လိုက်တယ်အဲ့ဒီကောင်မျက်ခွက်ကသိချင်လို့မေးတာမဟုတ်ဘူးကိုကိုဒုက္ခရောက်အောင်ပို့လိုက်တာအဲ့တော့ဖြေလိုက်ရတယ်ဟေးဖွားဘက်တော်ဆိုတာမင်းမျက်ခွက်ကြီးပဲကွာလို့မင်းမွေးတော့လည်းမင်းမျက်ခွက်ကြီးပါလာတာပဲမလားဆိုတော့အကောင်ငြိမ်သွားတယ်ပြီးတာပဲသူ့လက်နဲ့သူပြန်ပို့လိုက်ရတယ်အဲ့ဒါမှအားကွာလေဝေးဟာပေါ့အော်ကြဟစ်ကြပြောကြပေါ့โอเคပေါ့လေအဲ့10တန်းနေတော့ဒါဒါကြီးကိုကြော်ပြီးသွားပြီအပေါ်ဓာတ်10တန်းသင်ရမှာ10တန်းချိန်တက်သွားတယ်ကလေးတွေကလေကျွန်တော်ချင်းကိုစောင့်လို့ဆိုအောက်ထက်ကဘာတွေသင်လို့သူကမှတ်ထားတာအပေါ်မှာ10တန်းဆိုတော့မောဒရာသင်ရတာပေါ့ဗျာမောဒရာဒီဖွားဘက်တော့1000ရှိတယ်ဆိုတော့ကလေးတွေကကျုံးနေတယောက်ကြည့်တယ်ဟေးကောင်လေးဘာလဲကွာငါပြောတာနားမလည်ဘူးလားမောဒရာဖွားဘက်တော့1000ရှိတယ်ကွာဆိုတော့ဟာတဲ့တယောက်ကဘာလဲကွာဆရာကြီးတဲ့အဲ့ဒီဖွားဘက်တော့အောက်ထပ်မှာသင်ခဲ့တဲ့ဖွားဘက်တော့နဲ့တူသလားတဲ့ဟာအဲ့တော့မှစကလုံးရဲ့အတိတ်ပဲခင်ဗျားတို့ကျွန်တော်ရည်စရာပြောတာမဟုတ်ကျွန်တော်တကယ်အတွေ့အကြုံစလုံးမောင်းလည်းအတူတူပဲကဲစလုံးမောင်းတူဖြစ်တဲ့ဖွားဘက်တော့တဏှာမှာတစ်မျိုးတဏှာမှာတစ်မျိုးဖြစ်ဒါဖြင့်ကျွန်တော်ပြောတဲ့ခုနစကလုံးရဲ့အတိတ်ပဲကိုလူတယောက်ကပြောလိုက်တဲ့စကလုံးရဲ့အတိတ်ပဲကလေးလုပ်တဲ့လူကအချိန်နောက်ကြလာအဖေကဘယ်နှနာရီထိုးပြီလဲကွာနာရီသိချင်လို့မေးတာလားဟုတ်ဘယ်နှနာရီထိုးပြီလဲကွာဆိုတာတကယ်တော့နာရီသိချင်လို့မေးတဲ့စလုံးနဲ့အတူတူဖြစ်နေအမှန်တော့ဟဲ့ဟာမင်းဒီချိန်ထိရှောက်လဲနေတာဒီပဲမရှိဘူးလို့ပြောချင်တာဒါပေမဲ့ပြောတဲ့စကားလုံးကဘယ်နှနာရီထိုးပြီလဲကျွန်တော်အလွန်ကြိုက်တဲ့ဇာညွှန်းဆရာရှိပါတယ်ကွယ်လွန်သွားတဲ့ဇာရေးဆရာဒရိုက်တာဝင်းဦး
ဝင်းဦးရဲ့တရုပ်ဆောင်မှုဝင်းဦးရဲ့တချင်းဆိုတာတွေကျွန်တော်ကြိုက်တာမဟုတ်ကျွန်တော်ရှုတော့ကဇန်ညွန်းရေးစရာရှုတော့ကဇန်ညွန်းဆိုတာကိုကျွန်တော်တကယ်ချင်းတွေကပြောပါတယ်ခမရတာတဲ့အကြီးကျယ်3နှစ်စတဲ့ဇန်ညွန်းမှရပြတာပိဋကကဇန်ညွန်းဆိုတာတော့မသိဘူးလေဟုတ်ပါတယ်ကျွန်တော်တို့နိုင်ငံမှာဇန်ညွန်းသမားနာမည်ကိုကြည့်ပြီးတော့ရုပ်ရှင်မကြည့်ပါဘူးအခွေလည်းမငားပါဘူးကျွန်တော်အခွေဆိုင်မှာငုတ်တို့ထိုင်ကြည့်ပါတယ်တော်တော်ကြည်ကွေးစရာကောင်းတယ်ဟေးကလေးပြည်တူဦးသစ်ထွက်လာပြီးစကားနာမည်မမေးဘူးပြည်တူဦးအသစ်လူမင်းအဟောင်းလေးတစ်ခွေလောက်ဟာကျန်တဲ့ကောင်တွေကငုတ်တို့မေးလို့ဒီစကားကိုဗန်သင်းလာလူမင်းတယောက်တည်းမဟုတ်ပြည်တူဦးတယောက်တည်းမဟုတ်ဒါပေမဲ့ဗီဒီယိုအခွေဆိုင်မှာမင်းသားကိုနံပါတ်1ဒါပဲသူတို့ဇလန်းပုံမှာဘလောက်အလေးနဲ့ထားတယ်မထားဘူးကဒါသိလို့ရပါတယ်ဒါဟာတိုင်းပြည်တစ်ပြည်ရဲ့ယဉ်ကျေးမှုနဲ့ဆိုင်ပါတယ်ယဉ်ကျေးမှုနှိမ့်တဲ့တိုင်းပြည်တိုင်းမှာဒီလိုပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့လိုယဉ်ကျေးမှုနှိမ့်ရခြင်းအကြောင်းရင်းကိုလိုက်ကြည့်တဲ့အခါမှာစီးပွားရေးနှိမ့်လို့ပါစီးပွားရေးနှိမ့်ရခြင်းအကြောင်းရင်းကိုကြည့်လိုက်တဲ့အခါမှာအဲ့ဒီစီးပွားရေးကလွတ်လပ်ခွင့်မရှိလို့ဒါကိုပါမစ်စီးပွားရေးလို့ခေါ်ပါတယ်အဲ့တော့ဟာအဲ့ဒီစီးပွားရေးကြားမှာကြီးပြင်းလာတဲ့လူတွေအားလုံးကဒီစကလုံးတွေကိုဘယ်လိုမှအလေးနဲ့မထားနိုင်ဟုတ်ပြီခုနကကျွန်တော်ပြောတဲ့ဝင်းဦးကျွန်တော်အလုံးကြိုက်တဲ့ဆောင်းရင်မရှိတယ်ကျွန်တော်ဇန်ညွန်းဆိုတာဖြတ်ပြောတာပါဇန်ညွန်းဆိုတာစကလုံးတွေနဲ့ကခုန်ထားတာပါစကလုံးတွေကိုပြောစရာကောင်းရေးတာစပလုံးတွေနဲ့စကွဲတွေနဲ့ရောနေတဲ့ဆန်တွေကိုစပလုံးတွေလည်းမပါအောင်စကွဲတွေလည်းမပါအောင်တန့်စင်ပြီးတဲ့ဆန်တန့်စင်ပြီးတဲ့ဆန်ဟာဇန်ညွန်းပါပဲစဉ်းစားနေတာမပါဘူးမှားနေတာမပါဘူးကျွန်တော်အပြင်မှာစကားပြောတဲ့အတိုင်းကျွန်တော်စဉ်းစားရတယ်မှားတယ်အခါကျရင်ဟိုလေးကွာအဲ့ဒါလေးအများကြီးပါတယ်ဇန်ညွန်းမှာဟိုအဝါလေးကွာနဲ့ရေးလို့မရတန့်စင်ပြီးသားသူကစကားလုံးအဲ့တော့သူကဆောင်းရိမ်မဲ့စကားမှာဗျာအချို့လဲကြည်ဘူးကြလိမ့်မယ်လူကြီးတွေတော့ငါကိုခွဲပေါ့ယောက်ကကြော်မင်းယောက်ကဇော်မင်းဇော်မင်းကလူချမ်းလူဆိုးလောကမှာတုံးဆိုတိုက်ကြားဆိုကြိုက်ဆွဲကောင်းအဲဒီဘက်ကကြော်မင်းသိကြောက်တတ်တဲ့ကောင်ဘယ်လောက်ကြောက်တတ်တယ်မိမလည်းအရန်ကြောက်တတ်တယ်ဒါတော့အားလုံးလည်းကြောက်တတ်မှထင်ပါတယ်နော်ကျွန်တော်လည်းကြောက်တတ်တယ်အဲ့တော့ဟုတ်တယ်လေမရည်နဲ့ရည်တဲ့လူမှန်သမျှကြောက်တတ်လို့ပဲအဲ့တော့ကြော်မင်းကဖြစ်စင်တော့ဗျာအဲ့ဒီကြောက်တတ်တဲ့ကြော်မင်းကဇန်ဇန်ချင်းအေးအေးသိနဲ့အိမ်တော်ကြအေးအေးသိကလည်းဟောရှော့တခါအိုင်တော့တခါနဲ့ necklace တွေပဲသူသွားတင်းညကြတော့မိမတယောက်တည်း necklace ထွက်သွားလို့ငုတ်တုကလေးထိုင်ဆောင်နာရီတကြီးကြီးနာရီကတကြီးကြီးမလားတော်လေးကြတော့ကားတန်လေးကြီးဆိုကားပေါ်မှာဘဲလေးတွေဝင်နေကောင်မလေးကဆင်းလာဒါပိုင်လုံးပြီးတော့ပတ်ဆိုင်ကလေးရမ်းပြီးတော့အေးအတင်းဆင်းလာသူ့ရှိလည်းဖြတ်လျှောက်ပေါ့ဟိုကသူ့ရှိကိုမမနှုံးမစပနဲ့ဖြတ်လျှောက်မှာမေးတယ်ဘယ်နှနာရီထိုးပြီလဲခင်ရဲ့နိုင်သိချင်လို့မေးတာမဟုတ်ပါအေးတင်းကလည်းရွက်ဖြစ်တယ်နိုင်ကြည့်ပြီးတော့12နာရီခွဲလေမောင်ဟိုကောင်က तू မေးဖြစ်စီချင်းနဲ့မဖြစ်လို့ထပ်မေးမင်းကလေးတယောက်ရဲ့အိမ်ပြန်ချိန်ဟာ12နာရီခွဲဆိုရင်အဲ့ဒီမင်းကလေးဟာအုတ်ထင်းသူကင်းမဲ့တဲ့မင်းကလေးတွေဖြစ်ရမယ်အဲ့လိုပြောရှိတဲ့အေးတင်းကဖြတ်ပြောတယ်အိုးမောင်ကလည်းခင်မှာအုတ်ထင်းသူလင်းနေပဲဟုတ်တယ်ပြောတယ်လင်းကိုအိမ်ဆောင်ခွေးလို့သဘောထားတာတော့ဘယ်ကောင်းမလဲကွာမဲမောင်ကလေအိမ်ဆောင်ခွေးမလုပ်ချင်ရင်ရှေ့ဆောင်နော်လာကြီးလှုပ်လိုက်ပေါ့မောင်ရဲ့တော့ဟိုပြန်ဖြစ်တဲ့ကြုံမင်းကလင်မယားဆိုတာဖျားသွားတူတူចောင်းသွားတူတူပဲကောင်းတယ်ကွာပါတီသွားတူတူဆိုရင်တက်တက်မဲ့ရန်သူရှာတာဖြစ်သွားလိမ့်မယ်ဟာအဲ့ဒါဇာညုံမင်းဒါပေမဲ့အေးအသိပြောတဲ့စကားရောကြုံမင်းပြောတဲ့စကားရောလူတယောက်တည်းကရေးထားတာတယောက်တည်းကအချီချရေးပြတာတကယ်လို့မိသားစုကပြောမယ်ဆိုမိသားစုတစ်လုံးကဆန်ညွှန်းရေးတဲ့လူတယောက်ခဲရေးထားတဲ့စကားတွေပဲဟုတ်ပြီအဲ့ဒီစကားတွေကအပြစ်မှတကယ်ပြောလားပြောချင်မှပြောမယ်ပြောချင်လည်းပြောမယ်မင်းကဘာလို့မှတ်မိနေတာလဲကျွန်တော်အလွတ်ကျက်လို့မှတ်မိတာမဟုတ်ပါဘူးကျွန်တော်ကြိုက်လုံးလို့မှတ်မိတာကျွန်တော်တို့ကြိုက်တဲ့စကားလုံးတွေကိုကြနာထောင်တတ်ဖို့သိအရေးကြီးပါတယ်မြတ်စွာဘုရားကဟောပါတယ်တုတံပညာလာပတိကောင်းစွာနားထောင်ခြင်းဟာပညာကိုရရှိတယ်ကျွန်တော်တို့ပိဋကကြီး
ဟာဆရာကြီးအများကြီးလာဟောကြတယ်ကျွန်တော်ဒီမှာဟောရတာတိတ်အသေးပဲရှိတာပဲဆိုတာအဲ့ဒါပဲကျွန်တော်မနေ့ကဟောတော်တဲ့ဆရာဦးသိန်းနဲ့လည်းကျွန်တော်ရဲ့ဆရာနေ့ဘက်ကဟောမယ်ဆရာဦးအောင်သိန်းလည်းကျွန်တော်ရဲ့ဆရာနှစ်ယောက်ကြားမှာကျွန်တော်ဒီစင်မောတက်ခွင့်ရတာဒီဆရာနှစ်ယောက်ရဲ့ကျေးဇူးပါအဲ့တော့ဒါလေးကလည်းအမတ်တရဖြစ်လွန်းလို့စိတ်ထဲမှာကြည်နူးလွန်းလို့ကျွန်တော်ကပြောပြတာပါကျွန်တော်ဆရာကြီးရဲ့ကျေးဇူးမမေ့ပါဘူးကျွန်တော်ပြောတာဟောတာနဲ့ပတ်သက်လို့ဘယိတက်ကတစ်စုံတစ်ခုသောအကျိုးကျေးဇူးရတယ်ဆိုရင်ကျွန်တော်ကိုမချီးကျူးပါနဲ့ကျွန်တော်ဆရာကြီးရဲ့ဂုဏ်ကျေးဇူးဖြစ်ပါတယ်လို့ကျွန်တော်ကယူသားစွာဝန်ခံပါတယ်ဟုတ်ပြီကျွန်တော်တို့ခုနကအတိပဲစကားမှာနံပါတ်1အတိပဲကအရေးကြီးတယ်လို့ပြောတယ်အတိပဲတွေဟာတည်ငြိမ်မှုမရှိဘူးလို့ကျွန်တော်ပြောတယ်တခါတည်းမှာအံ့ဖွယ်ကောင်းလောက်အောင်စန့်ကျင်ပဲအတိပဲတွေထွက်နေတတ်တယ်သတိထားပါစကားတွေကိုကြားတဲ့အခါတိုင်းတခါတည်းမှာစန့်ကျင်ပဲအတိပဲထွက်တယ်ဆိုတာကိုမသိရင်ကျွန်တော်တို့ဆက်ခံရအောင်ပဲထပ်ပြောပါမယ်စကားတွေရဲ့အတိပဲမှာတခါစန့်ကျင်ဘက်တွေရှိတယ်ဆိုတာကိုကျွန်တော်တို့နားမလည်လို့ခံခဲ့ရတာလည်းများပါပြီဒါသည်ကျွန်တော်တို့အတွက်အရေးကြီးပါတယ်ဟုတ်ပြီနံပါတ်1ကဲကွာဒါဖြင့်ကဲငါတို့ကစကလုံးရဲ့အတိပဲတော့ဟုတ်ပါပြီကွာမင်းခုနပြောတော့စကလုံးက100 ရာနှုန်းရဲ့900နှုန်းပဲမှန်တယ်ဆိုနှစ်အတိပဲရှိတော့နှုတ်မြက်တန်မှန်အလဲကောင်ဖြစ်တဲ့နှုတ်နှခမ်းလေးဟာတတ္တဖြူဟာတောင်တွင်းဆရာတို့ခင်ကြီးပြောမင်းစကားအတန်ထွက်မယ်ဆိုရင်စိတ်ကန်းရှိတယ်နော်မင်းနှုတ်ခမ်းလေးကိုသတိထားဟာကျွန်တော်တို့ဆုံးမထားတာကျွန်တော်တို့လမ်းပြထားတာစာအုပ်ထဲမှာအသိရှာရေးထားတာမလွယ်ဘူးနှုတ်ခမ်းထန်ကတိုင်းလို့ခေါ်တယ်ထန်ဌာနစကားသံဖြစ်ပေါ်ရဌာနပိဋကကြီးစဉ်းစားကြည့်ကခငါရွတ်ကြည့်အတန်သတိမထားနဲ့ဘယ်နေရာကလာလဲလို့သတိထားကြည့်ဟိုအာကောင်တွေကလာတယ်ကခငါဒီအာကောင်ကမပြောဘဲနဲ့ဟောဒီနှခမ်းလေးကနေရောကငါလို့လုပ်လို့မရဘူးအဲ့ဒါဆိုရင်ထန်ကတိုင်းမကြဘူးမပြီးပြင်းဘူးမလေးနဲ့ဘူးနားရဲရောက်မယ်နှလုံးသားထဲမရောက်ဟုတ်ပြီစညဟာကိုယ့်ရဲ့ရှာလေးနဲ့တွားရဲ့အခြေလေးကိုလှမ်းထိတာအဲ့ဒီရောက်ဘာလို့ခေါ်လဲအာထိတ်လို့ခေါ်တယ်ဟာအာထိတ်ထန်ပမအန်ဩပွဲကောင်းလိုက်တာနှခမ်းတစ်ခုကိုမထိဘဲနဲ့ဆိုလို့မရဘူးမလီအိမ်ရရင်မယုံရင်အလောင်းစားလုပ်ကြည့်မင်းနှခမ်းတစ်ခုကိုမထိဘဲနဲ့ပမစလန်လို့ရှိရင်မုံကျွေးမယ်ကိုနိုင်ပြီလားအောင်မိတယ်ကျွန်တော်တို့ငယ်ငယ်တုန်းကစကတာဝတ်အမေလာအောင်ထိုင်စကတာဝတ်မယ်ပါတော့ထိဆိုရင်မထိဘူးမထိနဲ့ဆိုထိတယ်အဲ့ဒါဘာတော့အမေလည်းကောင်းနေပါလိမ့်စားသွားဟာဘာကြီးလဲနင်းစကူကြီးကဘာကြီးလဲဟာထိဆိုရင်မထိဘူးမထိနဲ့ဆိုထိတယ်အဲ့ဒါနင်းအဖေများလားနိုင်ပြီပါဆိုနှခမ်းကိုပြောတာပါကျွန်တော်တို့ခင်ဗျားတို့ရဲ့နှခမ်းကထိလို့ပြောကြည့်မထိနဲ့ဟောထိပြီဘလောက်စစ်စရာကောင်းလဲမြမစကားလေးဗျာစကားလေးလဲဖွက်ရင်းနဲ့စကားကိုပြတတ်ပြောတတ်ဖို့အတွက်ကျွန်တော်တို့ကိုသင်သွားလိုက်တာဟုတ်ပြီနှခမ်းအိုးနှခမ်းလေးကွာအိုးပုံလေးအေးနှခမ်းလေးပြန်သွားတယ်ပိဋကကြီးစဉ်းစားကြည့်နော်နှခမ်းကအေးပုံထားပြီးတော့အတန်ကအိုးပုံထွက်ကြည့်တို့ကိုကမောက်ကမဖြစ်နေဦးဟာဒါကြောင့်စကားပြောတဲ့ခါမှာနှခမ်းဒီအရေးကြီးဆုံးပဲကွာလေနှခမ်းတတ်ရထားရမှထန်ကတိုင်းကြတယ်ဒီခေတ်မှာအလွန်မားတာလေဟာသွားရမယ်မဟုတ်သွားကမယ်ဟာကျွန်တော်ရန်ကုန်မှာပြဿနာအလွန်တက်တာသွားရမယ်မရှိတော့ဘူးသွားကမယ်ဘယ်သွားကမှာတော့ဘယ်စားကမယ်ဘာစားကမှာတော့စားရမယ်လေရကောင်းတဲ့ရေးတာကိုကလို့ဖတ်တယ်ခုရကောင်းတဲ့ရေးတာကိုကလို့ဖတ်ရင်ရဲဌာနကဲဌာနဖြစ်နေမှာပေါ့ရဲမှုကြီးကကဲမှုကြီးဖြစ်သွားမှာပေါ့ရဲသားတွေကဲသားတွေလာနေပြီမရဘူးကျွန်တော်တို့စာပေစည်းကမ်းတကစည်းကမ်းမှာလူမျိုးတစ်မျိုးရဲ့ဂုဏ်သိက္ခာပြဖို့အတွက်စာပေစည်းကမ်းကအရေးကြီးဆုံးပဲ
ကျွန်တော်တို့မြန်မာလူမျိုးတွေစဉ်းစားပါကျွန်တော်တို့ဟာအကြောင်းကိုအကြောင်းပြုပြီးတကားလားကျွန်တော်တို့ရဲ့တိုးတက်မှုတွေနှေးခဲ့ပါတယ်နှေးတယ်ကဲဟုတ်ပြီကျွန်တော်ကဘာနဲ့အတူရှင်ရတော့မယ်ဗျာကဲမကြခင်မှာကျွန်တော်တို့အာဆီယံနိုင်ငံမှာဥက္ကဋ္ဌဖြစ်တော့ဥက္ကဋ္ဌဖြစ်ရင်ဒီတိုင်းဖြစ်မှာမဟုတ်ဘူးအာဆီယံနိုင်ငံတိုင်းမှာရှိတဲ့လူငယ်တိုင်းနဲ့ကျွန်တော်တို့ဒီမှာရှိတဲ့လူငယ်တွေနဲ့ level ရှင်ရတော့မှာအုံနောက်ချင်းလဲရှင်တော့မှာစိတ်ဓာတ်ချင်းလဲရှင်တော့မှာဇွဲချင်းလဲရှင်တော့မှာစီကံချင်းလဲရှင်တော့မှာကျွန်တော်တို့ဘယ်လောက်ပြင်ဆင်ပြီးမလဲဒီခေတ်မှာပညာဟာမိမိတိုင်းပြည်မှာရှိတဲ့ပေတံတစ်ခုတည်းနဲ့တိုင်းလို့မရတော့ခမည်းဘယ်လောက်တော်ရဲဆိုတာနိုင်ငံတကာပေတံနဲ့ပဲခမည်းကိုတိုင်းတယ်ဘာကြောင့်လဲခမည်းတို့ကျွန်တော်တို့သုံးတဲ့ပိတ်ဆန်တောင်မှနိုင်ငံတကာပိတ်ဆန်နဲ့စတိုင်းနေပြီနိုင်ငံတကာပိတ်ဆန်နဲ့တိုင်းလို့မြန်မာငွေကတန်ဖိုးတက်လာပြီလို့အပြောခံနေတယ်ဆိုရင်နိုင်ငံတကာအုံနောက်နဲ့တိုင်းရင်တို့အုံနောက်ကတက်လာပြီလို့ပြောဖို့ဘယ်တော့ပြင်ဆင်ပြီးပြီလဲဘာနဲ့ပြင်ဆင်ရမှာလဲစကားနဲ့ပဲဗျဒါကြောင့်ကျွန်တော်တို့ကကိုပြောတဲ့စကားကိုကိုတာဝန်ယူရမယ်တိတိကျကျပြောတတ်ရမယ်တိတိကျကျမှတ်တတ်ရမယ်ဒီအတွက်ဘာလို့ရမလဲဒီအတွက်ကျွန်တော်တို့စဉ်းစားတတ်ရမှာပေါ့ကျွန်တော်တို့လူမျိုးမှာအလွန်ပြင်းတတ်ပါတယ်ပြင်းတာတဲ့အဆိုးဆုံးကတော့စဉ်းစားရမှာအပြင်းဆုံးဟာကျွန်တော်တို့ကိုတွင်းဆုံးကိုပို့နေတာပါပဲကျွန်တော်တို့လူမျိုးမှာရှိတယ်လေငါတို့ကကွာလူသားပင်မခံလိုက်ချင်တာစိတ်ကပင်မခံချင်ဘူးကွာမဟုတ်တော့ဘူးအဲ့ဒီကိမဟုတ်တော့အဲ့ဒီစလုံးသုံးရင်ကျွန်တော်တို့ထပ်ပြီးတော့ကြုံဖြစ်အောင်မယ်ကိုယ်လူမျိုးချင်းချင်းကိုကြုံများဖြစ်အောင်မယ်ဗျာကျွန်တော်တို့ကစဉ်းစားမှကြောက်လို့မဖြစ်တော့တစ်စနစ်တကျစဉ်းစားတတ်တဲ့လူဖြစ်အောင်ပဲကျွန်တော်တို့ကကြိုးစားတော့ကဲမိဘများခင်ဗျာကျွန်တော်တို့မြန်မာလူကြီးလူလက်တွေခင်ဗျာမိမိကိုမိမိစနစ်ကျအောင်စဉ်းစားတတ်ဖို့ကျွန်တော်တို့ဘာတွေလုပ်ပြီးပြီလဲနှစ်ပေါင်းများစွာခေတ်ပေါင်းများစွာမှားခဲ့တဲ့အမားတွေကိုကျွန်တော်တို့တတ္တိရှိရှိပြင်ရဲဖို့ကိုနှိုးဆော်ပြီးပြီလားဒါလေးကျွန်တော်စမေးရတော့မှာကျွန်တော်ပြောချင်တာကတော့အများကြီးမဟုတ်ပါဘူးစကားတစ်အတိတ်ပဲနှစ်ခုနနှုတ်အတိတ်ပဲမှာလည်းစီကံရှိတယ်နှုတ်မှာလည်းစီကံရှိတယ်ဟောသုံးအတန်သိအရေးကြီးတယ်အတန် TONE တုံးသိအရေးကြီးတာပဲကျွန်တော်ကဇာညွှန်းရေးတယ်တဝေထိုးအာရေးချာရှေ့ထိုးရေးထားတယ်တဝေထိုးအာရေးချာရှေ့ထိုးကဲပရိသတ်ကြီးကတရုပ်ဆောင်နေဆိုပါတော့ကျွန်တော်ရေးတဲ့တဝေထိုးအာရေးချာရှေ့ထိုးခမရဘယ်လိုအတန်ထွက်မလဲအဲ့ဒါဒီခမရရဲ့ acting ပဲအဲ့ဒါဒီခမရရဲ့ဇယိုက်ပဲတဝေထိုးအာရေးချာရှေ့ထိုးကြီးပဲအကုန်လုံးလူပုံခမ်းမှာလူပြည်ရွာမှာဟုတ်ပြီအဲ့ဒီဆိုတဲ့စလုံးမှာအထိပ္ပယ်တွေအများကြီးရှိတယ်ကျွန်တော်တို့ဝါစင်ကမှာသူ့ကိုအာမေထိတ်လို့ခေါ်တယ်စိတ်လှုပ်ရှားမှုကြောင့်ဖြစ်တဲ့အတန်သိကြောက်စရာကောင်းတယ်အဲ့ဒီကောင်ကိုဖမ်းတတ်ပြီဆိုရင်သူ့ရဲ့စိတ်လှုပ်ရှားမှုကျွန်တော်သိမှာနိုင်ငံတကာမှာလူတယောက်ကမူသားပြောတော့မယ်ဆိုရင်မူသား3နှစ်ဆက်သူ့အတန်ကိုဖမ်းပြီးတော့တုံခါနှုံးနဲ့တွေ့ဒီကောင်မှလိန်ပြောနေတယ်ဆိုတာကိုစိတ်လှုပ်ရှားမှုနဲ့တိုင်းတယ်ဟုတ်ပြီကျွန်တော်တို့နားနေပဲတိုင်းကြည့်အောင်တဝေထိုးအာရေးချာရှိထူအမေဒါကျွန်တော်နဲ့ကျူရှင်မတူတက်ခဲ့တဲ့ငယ်ချင်းလေးအမေကအေးကော်ဖီလေးပါလေးတိုက်လိုက်ပါအေးအိမ်မှာအော်သုံးတယ်အမေခဲလို့နော်ကျွန်တော်မှမုံဝယ်ခဲ့ပြီနော်ပိုတဲ့ငွေ900ဟိုမှာကြောင်းရင်မပါတင်လာခဲ့တယ်နော်အေးအဲ့ဒီထိပဲပါတာမန်မြကိစ္စပဲသိအရေးမကြီးဘူးဆိုရင်သိပဲဒါပေမဲ့ဒီဆိုတာဒီအရေးမကြီးဘူးတာမန်မြတာကိစ္စဖြစ်တယ်လို့တော့အသေးမှတ်လို့မရအဲ့ဒီအတန်ပြောင်းကြည့်ပါလားခဲ့တော့တာပဲလူကြီးတွေကြည့်နေတယ်အဲ့ဒီဝိပလေးတွေလို့ပြောလိုက်တာလည်းပြန်နေခင် VIP ဖြစ်သွားတယ်မင်းကိုတရားခံမိတဲ့ဖြစ်သွားတယ်ကြည့်တယ်ရှိတော့ဒီသလုံးတစ်လုံးပဲဗျာခမရ pronunciation ဘယ်အတန်ထွက်မလဲအတန်ထွက်မှန်အောင်ခမရဘယ်လိုရေးမလဲလူငယ်လေးစိတ်ထဲမှာ
မိမိရဲ့စိတ်ကိုလွဲမားစွာမတွေးအောင်ကျွန်တော်တို့ဘယ်လိုအတန်ထွက်ပြမလဲဟာဗမာစကားကြောက်စရာကောင်းလိုက်တာကာကြီးရပင်ပတ်သက်ကြက်လို့ထွက်တယ်ဒါပေမဲ့နေရာတကာကြက်လို့မထွက်ဘူးဗျာစီကံတင်းနဲ့ပေါင်းလိုက်ရင်တစ်ချက်ခန်းငယ်တန်ထွက်သွားတယ်ဗျာဟောခန်းငယ်ရပင်ပတ်သက်တန်ထွက်တယ်ကြီးတော့ကာကြီးရပင်ပတ်သက်ပဲတင်းနဲ့ပေါင်းလိုက်ရင်တစ်ချက်ဒါပေမဲ့နင်းနဲ့လည်းပေါင်းလိုက်ကောနှစ်ချက်ဖြစ်နေတယ်ဟောနှစ်ချက်မဟုတ်တော့ဘူးသုံးနဲ့လည်းပေါင်းလိုက်ကောသုံးချက်လားသုံးချက်လားသုံးချက်လေးချက်ငါးချက်အမှတ်လို့ရပြီဝတ်ဆံလုံးပေါက်နောက်မှာချက်ဆိုတဲ့အတန်ထွက်တာကိုဆိုရစီကံလေးလေကာကြီးရပင်ပတ်သက်ကဘယ်နေရာမှာကြက်လို့ထွက်တယ်လဲဘယ်နေရာမှာချက်လို့ထွက်တယ်လဲဆိုတာတော့မှကျွန်တော်တို့ကြားညာနာမသိတော့တဲ့လူငယ်တွေဖြစ်ရင်ကျွန်တော်တို့စာပြီးကျွန်တော်တို့ဘယ်လိုထိမ့်မလဲကျွန်တော်တို့ကဒီစာနဲ့လူလိုရမှာဒီစာနဲ့ယဉ်ကျေးမှုကိုထိန်းရမှာဒီစာနဲ့ကဘာကိုရှင်ရမှာဘာကြောင့်လဲဒီမိယာတွေကျွန်တော်တို့ရှင်လို့မရဘူးကဲကဘာမှာပြိုင်ပွဲတွေရှိစိတ်ကူးနဲ့ကျွန်တော်တို့ဝင်ပြိုင်ကြည့်လိုက်မြန်မာဘောလုံးသင်းကဘာပြိုင်ပွဲကိုကျွန်တော်တို့ဝင်မယ်ကျွန်တော်ပထမရနိုင်မှာမလားရည်တန်ကြားုံများနဲ့သိပါတယ်ဒါဝင်ကားဝတိလင်္ကာခေါ်တာပေါ့မရနိုင်ဘူးတိုင်းမပြောပဲပြုံးပြတော့ကြောင့်ဝင်ကားဝတိလင်္ကာဖြစ်ပါတယ်ဟောကဘာပြိုင်ပွဲဝင်မလဲဟာပြီးပြီမရနိုင်ရိုးရိုးလေးကျွန်တော်တို့မနိုင်နိုင်ဘူးကဲမကြခင်မှာအရှိတောင်အာရှပွဲကြီးမြန်မာပြည်မှာကျင်းပမယ်မြန်မာကပထမရနေတဲ့ပြိုင်ပွဲဘာရှိမလဲတကဘာလုံးနဲ့ချရင်မြန်မာနိုင်စဉ်းစားကြည့်တချို့ကချင်းလုံးလို့ပြောတယ်သွားမလုံးနဲ့အင်ဒိုနီးရှားတို့ကျွန်တော်တို့ထိုင်းတို့ချင်းလုံးရှုံးလာခဲ့တာအများကြီးပဲမသိကြဘူးတကဘာလုံးနဲ့ရှင်တဲ့အခါမှာတကဘာလုံးကိုကျွန်တော်တို့လုံးဝနိုင်တဲ့ပွဲတစ်ပွဲပဲရှိတယ်မြန်မာစာပြိုင်ပွဲပဲမကြီးပါနဲ့ခင်ဗျကျွန်တော်ရိုနယ်ဒိုနဲ့မြန်မာစာပြိုင်ပွဲကျင်းပါမယ်သူကဘောလုံးသားကန်ထဲမှာမြန်မာစာကျအန်နဲ့နေမှာပေါ့ကျွန်တော်နေမှာပေါ့သိကြတာပေါ့နော်တိုက်ကားဘူးနဲ့သူကကောက်တီးရရဲတာမှာမြန်မာစာပြိုင်ပွဲချပါလားဟောလားတိုက်ကားဘူးလာခဲ့သမ်းငါတိုက်ကားဘူးမဟုတ်ပါဘူးဒါပေမဲ့မြန်မာစာပြိုင်ပွဲကိုကနိုင်မှာပေါ့ကိုကတကဘာလုံးမှာပြိုင်ရင်ပထမရမယ်မြန်မာစာတောင်မှကျွန်တော်တို့ပထမမရဘူးဘာကြောင့်လဲကိုစာပေကိုကိုယ်တိုင်မယူသေးလို့ကိုစာပေရဲ့စီကံကိုကိုယ်တိုင်မလေးစားလို့စာအုပ်ထဲမှာတော့မြန်မာတွေစီကံပေါ့လို့ကြီးနှံပြောက်ခဲ့တယ်လို့ပြောတယ်ဒါပေမဲ့ဆက်ပြီးတော့ဖောက်နေတော့မယ်ကျွန်တော်တို့ပြောက်တာစီကံကဘာကြီးကိုပြောင်းရင်ကိုအရင်စပြောင်းရမှာပဲတလောကလုံးကိုပြင်းရင်ကိုအရင်စပြင်းရမှာပဲအဲ့တော့ကိုဘာတွေမားတယ်လဲဆိုတာကိုရှာတတ်တဲ့အလေးအထားမရှိသေးပြီကျွန်တော်တို့ကရှေ့တန်းမရောက်နိုင်ပါဘူးဒါပြင်ကိုဘာတွေမားလဲဆိုတာအများကြီးရှာစရာမလိုပါဘူးတစ်ကိုပြောတဲ့စကားလေးကိုအရင်ရှာရုံပါပဲကျွန်တော်ပြောတာ၃ချက်ရှိသွားပါပြီတစ်စကားပဲအတိတ်ပဲနှစ်စကားရဲ့နှုတ်အနေထားသုံးစကားရဲ့လေးတန်းလေးတန်းတော့မယ်ကျွန်တော်ရေးလိုက်ကြောက်စရာခန်းစုအမလေးကြောက်တာဗျာကျွန်တော်ရေးမယ်အမလေးကြောက်တယ်ဗျာတရုတ်ဆောင်တဲ့ကောင်ကကြောက်တဲ့လေးတန်းနဲ့ပေါ့ကျွန်တော်ရေးတယ်အမလေးကြောက်တာဗျာသူကတရုတ်ဆောင်အမလေးကြောက်ပါတယ်တိတိကျကျစဉ်းစားကြည့်တော့ကြောက်တယ်နော်ဘယ်လို့မှမကြောက်ဘူးကြလားမင်းကပြောနေတာမင်းနားမလဲတော့ငါဒေါသဖြစ်တာပေါ့ကွာလေးတန်းနဲ့ကိုဒေါသဖြစ်နေတာအမေမင်းငါဒီရှာကြည့်မှာငါဒေါသလေးတွေကိုဖြည့်လို့မဖြစ်ဘူးကရက်တာစရိုက်မြတ်စွာဘုရားအမြဲတမ်းကောင်းပြနေတာဘာအတွက်လဲစရိုက်တွေဖမ်းပြနေတာဒီကောင်းတဲ့လူကကောင်းတာဖြစ်တယ်ဆိုတာပြချင်လို့ဒေဝရအမြဲတမ်းဆိုးပြနေတာဆိုးတဲ့လူကဆိုးတယ်ဖြစ်တယ်ဆိုပြချင်လို့စရိုက်အသေးပဲအဲ့ဒီစရိုက်အသေးကိုကိုရီးယားကမိတာပဲကိုရီးယားကားထဲမှာပါတဲ့လူတွေဟာအပြင်းမှမရှိဘူးသိခံတယ်နမမိုင်းကုန်သိခံတယ်ဂွီတော့လို့မိမမျိုးကဘာမှမရှိဘူးဘာကြောင့်လဲအသေးချေသိခံနေလို့ဗျာတကယ်သူတို့ကိုရီးယားနိုင်ငံမှာသိမခံနိုင်ဘူးသိကြတယ်
ဆိုချင်တာကတော့ဘာကြောင့်လဲစံပြဇက်ဆောင်များဖြစ်အောင်ဇယိုက်ဆိုတာဒီအတိုင်းပဲရည်သားစကားပြောရင်ရည်သားစကားပြောလေသာနဲ့ပြောမှာပေါ့ဓမြတိုင်းလေဓမြပြောတဲ့တိုက်တဲ့စကားလုံးပေါ့ဓမြတိုင်းပဲဗျာဟောဓမြတိုင်းပဲအိုးဓမြမေတ္တာသဘောနဲ့ချစ်စွာသောအင်ရှင်လေးရဲ့ဓမြနော်မဲဂယုဏတော်လေးကိုဖွင့်လိုက်စမ်းပါမဖွင့်ဘူးလားဒီမှာမဟုယတနကလေးရဲ့လေမင်းသာဖွင့်မပေးရင်တော့နှလုံးသားတွေကိုခဲတောင်လက်ဆောင်လေးပို့လိုက်မယ်အဲ့ဓမြနရင်တော်ရိုက်ခံအောင်မယ်ဒီပဲလို့ဒီလေးပဲပေါ့ဗျကျွန်တော်တို့ကဓမြတိုက်ရင်လေဓမြတိုက်တဲ့အတန်နဲ့တိုက်ရမှာပေါ့အတန်မှာအဓိပ္ပာယ်ရှိနေလို့ force ဟုတ်ပြီဒီသားစကားပြောတယ်ကိုကိုညွတ်နူးလာအောင်ကိုကိုတခါတည်းတင်းညွတ်လာအောင်ပြောရမှာပေါ့ဒီသားစကားပြောမယ်ဆိုမှဟေးကောင်မလူလိုပြောနေတယ်နော်ပြင်းလိုက်ဟာပါရမီတာကြီးအကုန်ထုတ်စမ်းမေတ္တာမရဘူးဖဏတ်ပဲရမယ်အဲ့ဒါတော့ဘာလို့လဲဆိုကျွန်တော်လေသံမှားနေလို့လေသံဒီသိအရေးကြီးပါလေလေသံဒီတုံးအဲ့တော့ကျွန်တော်တို့ကဒါဘာကြောင့်ပြောနေတာလဲဆိုရင်ဒီခေတ်လူငယ်တွေဟာအဖေကိုပြောရမယ်လေသံလည်းမသိဘူးအမေကိုပြောရမယ်လေသံလည်းမသိဘူးဆရာကိုပြောတဲ့လေသံလည်းမသိဘူးလေသံမှာအဓိပ္ပာယ်ရှိရဲဆိုတာလူငယ်တွေနားလည်အောင်ကျွန်တော်ပြောအောင်ဟေးဒါကမင်းနဲ့အသက်ကြီးရဲ့လူကာရဝနိဝတ္တတရားဆိုတာဖော်ပြတဲ့လေသံရှိတယ်အဲ့လေသံကမိမိကိုနှိမ့်ချတာမိမိကိုယူသေးတာအဲ့တော့လေးစားတဲ့ကာရဝအနေနဲ့မင်းအတန်လေးကိုဘယ်လိုထားပြောမလဲဒါသည်သိအရေးကြီးတဲ့ယဉ်ကျေးမှုပါပဲဒါသည်နှစ်ပေါင်းများစွာခေတ်ပေါင်းများစွာကတည်းကကျွန်တော်တို့ကိုပကံခေတ်အင်းဝခေတ်တောင်ငူခေတ်ညောင်ရမ်းခေတ်ကုန်းပေါင်ခေတ်ဒီမှာဆရာတော်အစုအစင်ကနေပြီးတော့ပို့ချထားတဲ့ကြပြလေးပါသိအနှစ်သာရရှိပါတယ်ရေးတာတော့ကြပြလေးနဲ့ပါဘာလို့ဆိုမြန်မာလူမျိုးကကာယံကြိုက်တာပေါ့ကျွန်တော်လူမျိုးကကာယံအရန်ကြိုက်ခုနအခမ်းအနားမှုကာယံလေးနဲ့ပြောနော်သဘောတရားတွေကိုပြောကြသွားတာအမေကာယံနဲ့ဆိုလူတွေကမြန်မာဗျာနေရတကကာယံနဲ့ပဲဒီခေတ်မှာအရန် ID တွေမြင့်နေပြီးတော့ကျူးဒီ sorry TV ကြော်ညာမှာတော့မှကာယံနေနဲ့ချ TV ကြော်ညာအယုံနဲ့လို့ပါလားမဟုတ်ဒေါ်နုကိုအဖော်ပြုပါထက်လင်းလူရင်ချက်ချင်းထုမယ်တန်းသိတယ်ဘာကြောင့်လဲကာယံကြောင့်အလုံးကြိုက်တာကျွန်တော်တို့ကဟိုအကျော်တရားတော်မှာလာတော့လက်ပူရင်စက်ကူလေးနဲ့ထုတ်ပေးလိုက်မယ်အကျော်တရားကာယံနဲ့ရန်ကုန်ကြတော့ဘာစကားစပယ်ရနဲ့ဟေးကိုယ့်မယ်ခိုင်တာခိုင်မလားရင်ရိုင်းသွားမယ်ရိုင်းသွားရင်တိုင်စားမယ်နော်ပေးတာလက်တို့တောင်းရင်ရှက်ဖို့ကောင်းတယ်အမကာယံဘယ်လောက်မိလက်တို့တောင်းရှက်ဖို့ကောင်းကွက်တိပဲနော်နေရကာယံကတော့ကျွန်တော်တို့ကသိကာယံတစ်ထည့်ပဲဒါပေမဲ့ကာယံနောက်မှာပါတဲ့အနှစ်သာရတွေသိထားမှာပေါ့ပစ္စည်းဥစ္စာပစ္စည်းချင်း6ပါးတောင်းပြီလားဆရာတော်ကရေးတယ်မင်းချမ်းသာခြင်းဒီလိုလုပ်လို့မဟုတ်ဘူးချမ်းသာခြင်းဟာတာတွေရှောင်ကွာဟာဘာလို့လဲသေစာတောက်စားလမ်းသွားခါမဲ့ရှုငယ်သဖြင့်ပျော်ရွှင်အံလောင်းမကောင်းမိဖြင့်ပြင်းရည်ခြင်းကယိုယွင်းဥစ္စာပြည့်ကြောင်းဒီကျွန်တော်ကြပြားကြောင့်မှတ်မိနေတာအဲ့ဒါစကပြေနဲ့သာရေးထားအဲ့ဒီကောင်ကြည့်ရတာအနည်းဆုံး1နာရီကြီးရမယ်ကြပြားနဲ့ရေးရင်ခင်ဗျာ15မိနစ်နဲ့ရတယ်သေစာတောက်စားလမ်းသွားခါမဲ့ရှုငယ်သဖြင့်ပျော်ရွှင်အံလောင်းမကောင်းမိဖြင့်ပြင်းရည်ခြင်းစားတော့တော်တော်ဟောင်းနေပြီဒါပေမဲ့အဓိပ္ပာယ်အခုဒီခေတ်မယ်သေစာတောက်စားရှင်းတာပေါ့ဗျာဂုံယူစရာမြမဘီယာနော်ကျွန်တော်ချကြတယ်ဆေးပြစ်ဝါပြစ်ကွာပထမတော့တဖြည်းဖြည်းနဲ့ခွေးပြစ်နွားပြစ်အေးကောတစ်ခွက်ကောက်ကပြက်ကောကြားကဲ့သို့ရဲရင်ဤချစတူကော၄ခွက်တော့ကသူ့နှခေါ်ခွေးဖြစ်ဤအေးတော့တာပဲသေစာတောက်စားဘယ်ချိန်တောက်စားခွေးဖြစ်တာပါပဲအင်းဝခေတ်မှာဖြစ်တာမဟုတ်ဒီခေတ်လည်းဖြစ်တာပါပဲဒီခေတ်ဖြစ်တာမှာကြောက်စရာကောင်းလိုက်တာကျွန်တော်တငယ်ချင်းတွေသိကုန်တယ်တကယ်ပါကျွန်တော်ဒီမှာစာဟောရင်းနဲ့ခုနကဆရာကိုကြည်ဆရာနဲ့ကျွန်တော်တို့နဲ့တငယ်ချင်းဆိုင်ဆရာဝင်းစီသူတော်လာကျွန်တော်တို့တော့မြန်မာစာသမားဒါပေမဲ့အဲ့ဒီ तू ကတခုပဲဗျာအရန်ကြိုက်တယ်အရန်ကိုကြိုက်ကိုအဲ့ဆရာကြီးမူးလဲနေတယ်ဘယ်တော့မှမကြောက်တောက်တာလဲအရန်လိမ်ပါတယ်သတိထားပါ
တောက်တာလိမ်မာလာပြီဆိုရင်သေဖို့ပုံနေတယ်လို့သိထားပါဟုတ်ဆို तू ကနာမည်ပြည့်မရှိဘဲနဲ့တောက်နေရတာမဟုတ်နာမည်ပြည့်သွားရင်တော့ကွာပြင်းပြင်းမဟုတ်နာမည်မပြည့်တော့နာမည်မပြည့်ဘဲနဲ့ကွာဆက်ချီတက်လိုက်အောင်မယ်အကုသိုလ်မှာချွင်းချက်မှမရှိပဲမြတ်စွာဘုရားကကိုကျင့်တရားကိုတဝက်တစ်ပြည့်လိုက်နာပါလို့ပြောထားတာမှမဟုတ်ပဲမိမတခွန်းနဲ့ပဲအရက်တော့လားမတော့ဘူးလားနည်းနည်းတော့တောက်တယ်ခင်ဗျသွားပြီတောက်တဲ့စင်းထဲမှာပါတော့တာပဲနည်းနည်းလေးတောက်လို့မလို့ခင်ဗျမတော့ဘူးစင်းထဲမှာမပါဘူးဒါဖြင့်အဲ့ဒီသေစာတောက်စားဘယ်ကစလာလဲပြန်စဉ်းစားကြည့်လိုက်ကျွန်တော်တို့ဘဝတာဝန်တွေထမ်းဆောင်တဲ့အချိန်မှာအဲ့ဒါတွေလောက်တာမဟုတ်ဘူးတကယ်တော့ကျွန်တော်တို့အားလုံးရဲ့အားလတ်တဲ့အချိန်မှာသွားပြီးတော့တကားဖွင့်လိုက်တာပင်မနဲ့ကွာပင်မနဲ့နည်းနည်းလေးမန်းချလိုက်ကြအောင်ဆိုအေးကွာချပါအဲ့ဒီအချိန်မှာစိတ်တကားတွေဖွင့်လိုက်စိတ်တကားတွေကိုအထင်းကိုမဲ့ဖွင့်လိုက်တဲ့အခါမှာမကောင်းမှုတွေကအစုလိုက်ပြုံလိုက်ဝင်တတ်တာဒါထုံးစံပဲတဲ့ကျွန်တော်ပြောတာမဟုတ်ဘုရားဟောတာအခုထိမှန်တော့မယ်လမ်းသွားခါမဲ့အချိန်ခါမဲ့လမ်းမသွားပါနဲ့လမ်းသွားရင်အခုလဲဆွဲခံရမှာပဲရှုနေတဲ့ပင်လုံအပ်တာတဲ့ပို့ပြီးတော့အပျော်ပါအောင်မလေးစားပါနဲ့ကျွန်တော်တို့ရန်ကုန်မှာကျတော့ရှုနေတဲ့ပင်ကအရန်ဆိုးသွားပြီညနေဆိုရင်ကျွန်တော်သမီးအရွယ်လေးတွေသူတို့ဝိစားထားတဲ့ပုံစံကဘာလူမျိုးမှတော့မသိဘူးကျွန်တော်တို့သူတို့ပြောတယ်ဩပြည်တွင်းပြည့်နိုင်ငံခြားမင်းကလေးတွေပဲနိုင်ငံခြားလာတာပဲဒါပေမဲ့ तू ကပြည်တွင်းမှာဖြစ်တယ်ဟာခင်ဗျအဝိစားတွေကတော်တော်ထူးဆန်းတာဗျဒီခေတ်မင်းကလေးတွေကဟိုအထက်အောင်မညီကြဘူးတကယ်မညီဘူးအပေါ်ကတော့အရန်အိုက်နေတယ်ထင်တယ်ဟာအရန်အိတ်နေတယ်ထင်တယ်ခါအဝါအကုန်လုံးထုတ်ထားတာအောက်ပိုင်းကျတော့ဘာမှမပါတော့ဘူးကြည့်တာအထက်အေးအောက်ပူလာလည်းမသိဘူးရာသီဥတုဖောက်ပြန်တာဦးထုံးနေလည်းမရအောင်မယ်နော်လားမင်းကလေးတွေမှဗျာတဝက်ကခင်ဗျအေးလေတဝက်ကပူလိုက်လားလည်းမသိပါဘူးဝိစားထားကြည့်ရင်ပြဿနာပဲအဲ့ဒီကလေးလေးကျွန်တော်တို့သမီးရွယ်လေးတွေပါကြော့ပါရဲ့ကျွန်တော်ကတော့အဲ့ဒါယူကိုလေမရှက်မကြောက်တန်းကျွန်တော်တို့မြန်မာလူမျိုးတွေတတိရှိရှိပြောရဲဖို့လိုအပ်သွားပါပြီအရင်တော့ကအဲ့ဒါမျိုးပြောရင်ရိုင်းတယ်ဆိုပြီးတော့မပြောခဲ့လို့ကျွန်တော်တို့ဟာဘဝတွေမြောက်များစွာရိုင်းခဲ့ပါတယ်တတိရှိရှိပြောလိုက်ပါတော့တတိရှိရှိပြောလိုက်ပါဟုတ်လားနိုက်ကလပ်ဖွင့်မင်းကလေးဘာပတ်စံမပေးတယ်မလို့ကြောက်ဝင်မှာအပြင်မှာသူကဘာလို့ဆိုသူတို့ကငါးစားတွေလေအဲ့ဒီငါးစားတွေကိုနောက်မှဟာမဲ့ငါးတွေအပြင်မှာခုံဆွစောင့်ဒီဇိုင်းမျိုးနဲ့နော်ကျွန်တော်ခုကငတန်သီးလဲပါရဲ့မုတ်စိတ်မှလည်းမုတ်စိတ်ဒူဒူလေးနဲ့ဘယ်ဒီဇိုင်းမှလည်းမသိဘူးဒီမလေးခါထိုးနော်သူတို့သွားပြီလို့ရှိရင်ရှင်းတော့လည်းထိုးခွေးထိုးတာပဲကျွန်တော်လည်းတက်တူးချဟုတ်ပြီထားပါအဲ့ဒါတွေကတော့ပြဿနာမဟုတ်ပါဘူးအဲ့ဒါတွေကအရေးပြားပေါ်မှာအရာပြေတဲ့ကိစ္စတွေပါကျွန်တော်တို့နှလုံးသားတွေထဲမှာမောင်နဲ့နှမသားနဲ့အမိဆက်ဆံတဲ့အရာဆိုတာကိုကျွန်တော်တို့ကအလေးအနက်ထားမယ်အချိန်ရောက်ပါပြီအာဖရိကနိုင်ငံမှာ AIDS ဆိုတဲ့ယောဂဟာအခုအဆက်အများဆုံးပါဘာကြောင့်အများဆုံးဖြစ်တာလဲရှင်းပါလေအဲ့ဒီနိုင်ငံဟာဖို့မဆက်ဆံရေးစီကံမရှိဆုံးမလို့ပါအဲ့တော့မြတ်စွာဘုရားကကျွန်တော်တို့ကိုနှစ်ပေါင်း2500ကျော်ကလေးကဆုံးမထားခဲ့ပြီးသားပါကာမေတုမိစ္ဆာသာရကံဝေဒာမဏိသိက္ခာပဒံသမာရိယာမိမင်းဟာတွေ့ကြရလူနဲ့တွေ့ကြရနေရာမှာတွေ့ကြရပုံစံနဲ့မဆက်ဆံလိုက်ပါနဲ့မင်းယောဂါကိုတကားဖွင့်ပြတယ်လို့ဖြစ်သွားမှာပေါ့ဟုတ်ပါပြီအဲ့ဒီဇမ်ဘီယာနိုင်ငံမှာကနေဒါကဓာတ်ပုံဆရာတွေသွားပြီးတော့အဲ့ဇမ်ဘီယာနိုင်ငံက AIDS မှာစံချိန်မဲ့ကဘာမှာဓာတ်ပုံဆရာ9ဦးကဓာတ်ပုံရိုက်ကဘာကလူတွေသိအောင်ဓာတ်ပုံပြဝေးခြင်းပါတယ် HIV positive ဆိုတဲ့ဒီ HIV positive ဆိုတဲ့ပြပွဲကြီးအဲ့ဒီမှာဓာတ်ပုံလေးပြထားတယ်ပုံတစ်ပုံကအဖွားကြီးတယောက်ရဲ့ပုံနောက်မှာပြောင်းမှုဝင်လေးအဲ့ပြောင်းမှုဝင်လေးလေဝေးဝေးစီစီမဟုတ်ဘူးကျူးချီဖွားကြီးကလည်းခန့်ငန်ငန်လေးပေါ့ဗျာဒါပေမဲ့ကျွန်တော်အဲ့ဓာတ်ပုံလေးကိုကြည့်ပြီးတော့ပထမတနာပါတယ်ပေါ့ဒီလောက်ပဲပေါ့ကျွန်တော်ပြောမယ့်စကားလေးသတိထားလိုက်ပါတော့အဲ့ဒီဓာတ်ပုံလေးဘေးမှာရေးထားတဲ့စာလေးရှိတယ်ဗျာ
ကျောင်းနေမှာဆရာတွေမရှိတော့အလုပ်ရုံတွေမှာအလုပ်သမားတွေမရှိတော့သားသမီးတွေမှာမိဘတွေမရှိတော့ဘူးဒီသားသမီးတွေကိုအဖိုးအဖွားတွေကစောင့်ရှောက်ထားတယ်ဟောဒီအဖွားမှာစောင့်ရှောက်ရမယ်မြီး20ရှိတယ်ဒီကြားတဲ့ယာဒီဥတုကပြည့်စည်နေသေးတယ်သူတို့အတွက်နောက်နေ့မနေ့စာဆိုတာမသိကြဘူးအင်မနာကောင်းတဲ့ညစာကြောင်းတက်ခြင်းဆိုတာသူတို့အတွက်အိမ်မက်သေးကစိတ်ကူးရင်စိန်ခံပစ္စည်းပဲဒါပေမဲ့ဒီအဖွားကတော့လက်မလျှော့ပါဘူးကျွန်တော်ဖတ်ကြည့်ကျောင်းနေမှာဆရာတွေမရှိတော့ဘူးအလုပ်ရုံတွေမှာအလုပ်သမားတွေမရှိတော့ဘူးသားသမီးတွေမှာမိဘတွေမရှိတော့ဘူးဘာကြောင့်လဲဒီယောဂကြောင့်အဲ့ဒီယောဂကိုဘယ်နဲ့ဆိုမှဖန်ဆင်းပေးတာမဟုတ်နတ်ဆိုးတစ်ပါးကဖန်ဆင်းပေးတယ်ဆိုအောင်တော့ကျွန်တော်တို့မှာကိုရှင်တရားဆိုတာရှိရင်ဘာပါတော့ကျွန်တော်ပထမဆုံးဆူရခဲ့တဲ့ငါသူတစ်ပါးယောက်ျားမိန်းမဇက်ကားထဲမှာကျွန်တော်အဲ့ဒါကိုကြိုးစားပြီးတော့ရေးပါတယ်ရေးတဲ့အခါမှာသတိထားပါကျွန်တော်သားသမီးချင်းကိုချင်းစားပြီးတော့ပြောပါမယ်ကျွန်တော်တို့သားသမီးတွေကိုယုံလို့မရတော့သူတို့ဟာကျွန်တော်တို့ရဲ့လျင်မြန်တဲ့ခေတ်ကြီးပေါ်မှာရောက်နေတယ်ကျွန်တော်တို့ရဲ့လျင်မြန်နေဆိုတာကောင်းတာလဲလျင်မြန်တယ်လို့ဆိုးမြတယ်လျင်မြန်မြပါတယ်ကျွန်တော်တို့ခေတ်မှာဆေးလိတောက်တာအကြီးဆုံးအမှုဖြစ်ပြီမဲ့သူတို့ခေတ်မှာအသေးဆုံးလေးပါဒါဟာပြဿနာမဟုတ်တော့ပါဘူးဟုတ်ပြီအင်မတန်တော်တဲ့အင်မတန်ချစ်စရာကောင်းတဲ့ကျွန်တော်တငယ်ချင်းတစ်ယောက်အဲ့ဒီ HIV နဲ့သိသွားတဲ့အချိန်မှာကျွန်တော်အဲ့ဒီဇာတ်ကားကိုရေးမယ်လို့ကျွန်တော်ကြိုးစားပြတော့တာဇာတ်ကားကြီးဗျာအင်မတန်ချောက်သွေးတဲ့ဇာတ်ကားကြီးဗျာဘာလို့ဆိုမေတီလာရဲ့ ARDS ဖြစ်တဲ့အကြောင်းရေးတာကအကြောင်းအရာနှစ်ခုလုံးကဘယ်လောက်ချောက်သွေးရုပ်ရှင်လာကြည့်တဲ့လူကဘယ်သူမှတရားနာကျင်လို့လာတာမဟုတ်ဟုတ်လားအရုပ်ရှင်ဆိုတာစိတ်အညောင်းပြေလေးစိတ်အပန်းပြေလေးလာကြတာရုပ်ရှင်လာကြည့်ရဆိုတာဘယ်သူမှကျမ်းမာရေးဘူးတူလာလို့ကျင်လို့လာမှာမဟုတ်အဲ့ဒီမှာကျွန်တော်ထားဘူးအနာခံပြီးတော့ရေးရတာကျွန်တော်သာညံ့ငယ်ရင်ကျွန်တော်စုပ်ပြတ်တတ်သွားနိုင်တယ်ကျွန်တော်ကြိုးစားပြီးတော့အားထုတ်ကြည့်တယ်ဒေါ်ပညာဝရီဆိုတဲ့ဆရာလေးကဘာပြောတယ်လဲလုံးဝလေးချင်မထားတဲ့လူဟာသူများကိုအပြစ်တင်နေလုံးဝလေးချင်မထားတဲ့လူဟာသူများကိုအပြစ်တင်နေတပိုင်းတစ်စလေးချင်ထားတဲ့လူဟာကိုအပြစ်တင်နေတပိုင်းတစ်စလေးချင်ထားတဲ့လူကကိုအပြစ်တင်နေအလုံးစုံအပြည့်အဝလေးချင်ထားတဲ့လူကဘသူ့ကိုမှအပြစ်မတင်တော့ဘူးကျွန်တော်အဲ့ဒါလေးထည့်ရေးပါတယ်အိုးစရာကောင်းတယ်လူငယ်3ယောက်တိတိအဲ့စကလုံးကိုအဲ့တရားလုံးကိုအလွတ်ရပြီးတော့ကျွန်တော်စီဖုန်းဆက်ပါတယ်ကျွန်တော်စဉ်းစားကြည့်ရတယ်ဟာအလွန်လေးနဲ့ပြီးတော့အလွန်ကြွယ်ဝတဲ့အဓိပ္ပာယ်ရှိတဲ့အကြောင်းအရာတွေကိုဒီကောင်ကြီးကြိုက်သွားပြီဆိုရင်လည်းပဲတိတိကျကျမှတ်တတ်ပါလားဆိုတော့ကျွန်တော်တကယ်လက်တွေ့ပဲကျွန်တော်အမင်းတို့ဘူးရေးတော့လေဒီတိုင်းပဲကျွန်တော်ဂျီရုံးနဲ့တည်းမှာထိုင်ပြီးတော့ကျွန်တော်ကော်ဖီအေးတောက်ကျွန်တော်သမီးကျွန်တော်မြီးတော်ရှိတဲ့ကောင်မလေးဟော့ရှော့ပဲပြေးလာပြီးတော့ဆရာဦးငင်းမင်းလားဟုတ်ပါလေဆရာသမီးတို့အမင်းတို့ဘို့တိတ်ကြိုက်တယ်အေးဘယ်နေရာလေးကြိုက်တာလဲသမီးရေချူပြုံးကထိုးအိမ်တာဘို့သူ့ကိုယ်သူအစိတ်တောက်တော့သေတော့မယ်အခန်းထွေးတာဘို့ကကြော်သူဆိုတဲ့အမနာဆိုးတဲ့ကောင်လေးကြိုက်ပြီးတော့ကိုဝင်ရှိတော့အဲ့ဒီချမ်းသာတဲ့လူတွေကိုသွားပြီးတော့လက်ထပ်ပါပြောတဲ့အခါဟိုကယောက်ျားလေးနဲ့မပေးစားရှက်ပြီးတော့အစိတ်တောက်မဲ့ချိန်မှာအမေလှုပ်တဲ့လူကလာရင်ပုတ်ချလိုက်တယ်မားတယ်ဆိုတာတဘွားစားမိုက်တာဆရာတော့မင်းတန်တရားထိပါတယ်ဗျာနင်ကမှားပြီးသားနေဘာလို့ထပ်မိုက်နေတာလဲနင်အမေဖြစ်သွားပြီအမေဖြစ်ရင်နင်အသက်ကိုနင်မပိုင်တော့ဘူးတဲ့နင်အသက်ကိုနင်သားသမီးကတဝက်ပိုင်နေဆိုတော့သိရလားတဲ့နင်မသိနဲ့အောင်တဲ့နင်သားသမီးမွေးတဲ့အခါကျရင်အဲ့ဒီအသက်ကိုစွန့်ဖို့အတွက်မင်းချန်ထားအောင်တဲ့မှတ်ထားတယ်လူဆိုတာအသက်နဲ့လူလို့မဟုတ်အရှက်နဲ့လူလို့လာလို့ပြောလိုက်မယ်အေးတခါကျရင်ငါလည်းထပ်ပြောလိုက်မယ်တဲ့မိဘတယောက်အတွက်ကြတော့အရှက်တဲ့သားသမီးအသက်ကပိုရေးကြည့်တယ်ဟာနင့်ကိုငါမရှက်တမ်းမွေးကြလို့နင်လူဖြစ်နေတာနင့်အဖေလေငါ့ကိုအစောကြီးစွန့်သွားတာနင်သိလားဖဲ့အေးများတယ်မှတ်ထားအမေဆိုတာတ
သိချစ်စရာကောင်းတဲ့သားသမီးကိုရွေးမွေးတာမဟုတ်ဘူးဘယ်လိုသားသမီးဖြစ်မွေးရတာလဲကျွန်တော်ဒါလေးထည့်ပါတယ်အဲ့ဒီကလေးမလေးနှစ်ယောက်ကအမေးဆိုတာတော်တဲ့သားသမီးမှာရွေးမွေးတာမဟုတ်ပါဘူးဆိုတဲ့စကားကိုသမီးတို့အကြိုက်ဆုံးပါပဲဆိုတော့ကျွန်တော်ရေးရတာတန်တာပေါ့ဗျာကျွန်တော်ပြောပြခြင်းတဲ့အချက်ကဒီကလေးတွေထင်မသေးပါနဲ့သူတို့သဘောကျလာပြီသူတို့မှတ်ချင်လာပြီဆိုရင်အသေးဆွဲအောင်မှတ်တတ်ပါတယ်စကလုံးမမအောင်မှတ်တတ်ပါတယ်ကျွန်တော်တို့လူကြီးတွေတဲ့တောင်မှပို့ပြီးတော့တိကျတယ်ဟုတ်ပြီဒါဖြင့်ကျွန်တော်ကြည့်ကြစို့စကလုံးတစ်အတိပ္ပယ်နှစ်နှုတ်အနေထားသုံးအတန်နေအတန်ထားဒါဒီအားလုံးပေါင်းလို့ကျွန်တော်တို့ကဇတ်ညွှန်းနေရေးဟုတ်ပြီဇတ်ညွှန်းဘာလဲဇတ်ညွှန်းဆိုတာဇတ်ညွှန်းဆိုတာစကလုံးနဲ့ကခုန်တာစကလုံးနဲ့လူရဲ့ဘဝတွေကိုပျော်ရွှင်အောင်လုပ်ပေးတာပဲဟုတ်ပြီခေကွာမင်းစကလုံးတွေကဘယ်လောက်များအင်အားရှိလို့လဲရှင်သန္တာအဓိကနဲ့တွေ့တဲ့အချိန်မှာရှင်သန္တိကျွန်တော်နဲ့တပည့်တော်နဲ့ခင်တော့ဆရာတော်ဘုရားလန့်နောက်တခါကြီးဘုန်းကြီးမင်းနဲ့ဘုရားလို့အကောင်းဆုံးဇန်ကြီးဆရာဘာလို့လဲဗျာချက်ချင်းစဉ်းစားရတယ်မြန်မာပြည်မှာဆိုတော့ဥဒုခတို့ရွှေတုံးဘီအောင်တို့ဒါတွေလည်းရှိတယ်ပေါ့ကဘာမှာဆိုရင်တော့ဂါကြီးကလေအကောင်းဆုံးဇန်ကြီးဆရာဆိုတာဗုဒ္ဓအဗျာစိတ်ထဲမှာဘဝင်မကြဘုန်းကြီးကပြောရဲဆိုလို့လေဗုဒ္ဓပေါ်လေကံကောင်းထောက်မှဆိုတာကမ္ဘာဗုဒ္ဓညီလာခံကျင်းပတဲ့အချိန်မှာကျွန်တော်ဇန်ညွန်းရေးခွင့်တစ်ခုရတယ်အဲ့ဒါတော့မဟာဗုဒ္ဓဝင်စကားကြီးကိုရိုက်မယ်ဇန်ညွန်းရေးပါဆိုတော့ကျွန်တော်3လတိတိတက်လို့စားပြီးတော့ဘုရားစာတရားစာတွေဖတ်ပြီးရေးတယ်ရေးတဲ့အချိန်မှာအဲ့ဒီခါကျမှခုနကဆရာတော်မိန့်လိုက်တဲ့စကားကြီးကိုချက်ချင်းပြေးသရလိုက်အဲ့ဒါတော့မြတ်စွာဘုရားပြိဋိဘံဆန်တဲ့အခန်းလေးပဲစုံဒဆိုတဲ့ပရိသေဝတ်ပြူသားဟင်းကိုစက်ကတ်အဲ့ဝတ်ပြူသားဟင်းကိုပထမအဦးဆုံးမြတ်စွာဘုရားကိုစက်ကတ်လိုက်တဲ့အခါမှာမြတ်စွာဘုရားကဖုံးမေးပြီးတာနဲ့စုံဒဒီဝတ်ပြူသားဟင်းကိုအလွန်နဲ့သောကျင်းတူးပြီးတော့မြေကြီးတဲ့ကိုမြုပ်လိုက်တော့တဲ့ဒီဝတ်ပြူသားဟင်းကိုအစာကျင်ညက်အောင်ခြေနိုင်တဲ့လူသားငါမမြင်ဟာကျင်းတူးတဲ့မြုပ်ဒီပြင်ဟင်းနေနဲ့ဖုံးပေးတာပေါ့ဒါပေမဲ့မြတ်စွာဘုရားတော့ဖုံးပေးမိသွားပြီဒီဝိညာဉ်ဒုက္ခသို့တော်လည်းမြတ်စွာဘုရားကသူ့ရဲ့ဝေလူဝန်ကြောင်းတဲ့ကြီးတဲ့ကအင်မတန်ကောင်းတဲ့သလွန်ကြီးပေါ်မှာနောက်ဆုံးချိန်ကိုဖြုံးခဲ့တာမဟုတ်ပါဘူးလမ်းသွားရင်းနဲ့အလုံးလုံးရင်းနဲ့လုံလဝရိယထုတ်ရင်းနဲ့သူ့နောက်ဆုံးချိန်ကိုသူကုန်ခန်းတာပါသူခရီးသွားပါတယ်ခရီးသွားရင်းနဲ့နောက်ဆုံးအင်ဂျင်တို့ကိုရောက်ဝမ်းကသွေးသွင်းနေပြီဟာသူအင်မတန်ချစ်တဲ့သူ့ရဲ့ညီတော်အာနန္ဒာနှစ်ထပ်ကြီးသင်္ကန်းကိုခင်းပြီးသစ်ပင်ချေရေးမှာမြတ်စွာဘုရားလဲလျောင်းပြီးတော့ချစ်တာငါစကားမိမယ်ပြိဋိဘံဆန်တော့မယ်ဆိုတာသိနေပြီမြတ်စွာဘုရားရဲ့နောက်ဆုံးချိန်ရောက်နေပြီဆိုတာသိနေပြီဇန်ညွန်းလေးကိုကျွန်တော်ပြောချင်လို့ပါဇန်ညွန်းဟာဘာဖြစ်သွားနိုင်တယ်ဆိုတာလေးကိုကျွန်တော်ဒါလေးပြောချင်တာပါဇန်ညွန်းဟာလူတစ်ယောက်အတွက်ဘလောက်အရေးကြီးတယ်ဘဝတစ်ခုအတွက်ဘလို့ပြောင်းသွားနိုင်တယ်ဆိုပြောချင်လို့ပါချစ်သားအာနန္ဒာဒီအချိန်များငါပြိဋိဘံပြုခဲ့လို့ရှိရင်လူတွေအားလုံးကပြောကြလိမ့်မယ်စုံဒါဆိုတဲ့ပရင်းတဲ့စက်ကတ်တဲ့ဆုံးကိုဖုံးပေးပြီးတော့မြတ်စွာဘုရားပြိဋိဘံပြုတယ်ဒီစုံဒါဟာအလွန်ကန့်ဆိုးတဲ့လူပဲအလွန်အယမတော်တဲ့လူပဲလို့လူတွေကပြောကြလိမ့်မယ်တဲ့အဲ့လိုများပြောလာခဲ့လို့ရှိရင်ချစ်သားအနန္ဒာဒီလိုပြောလိုက်စမ်းပါစုံဒါဆိုတဲ့ပရင်းတွေဟာအလွန်ကံကောင်းတဲ့လူပဲအလွန်အယတော်တဲ့လူပဲမြတ်စွာဘုရားကိုပြိဋိဘံမပြုခင်နောက်ဆုံးဆုံးဆက်ကခွင့်ရတော်တဲ့လူဖြစ်တယ်နိဗ္ဗာန်ကိုမဝင်မီနောက်ဆုံးဆက်ကတဲ့ဆုံးဆိုတာအလွန်မြင့်မြတ်တယ်လို့ပြောလိုက်စမ်းပါတဲ့သတိထားကြည့်ပါအဖြစ်ပြက်ကတော့ဒါပဲဒီဝက်ပြိုသားဟင်းကိုစားပြီးရင်ပြိဋိဘံပြုမှာပဲဒါအဖြစ်ပြက်ပဲအဲ့ဒီအဖြစ်ပြက်က
အမောင်ဘက်ကလည်းကြည့်လို့ရတယ်အလင်းဘက်ကလည်းကြည့်လို့ရတယ်ဆိုးတဲ့ဘက်ကကြည့်လို့ရတယ်ကောင်းတဲ့ဘက်ကကြည့်လို့ရတယ်အဖြစ်ပြက်ကပြောင်းလို့မရပါဘူးဒါပေမဲ့အမြင်ကိုပြောင်းလို့ရပါတယ်အဲ့ဒီအမြင်သည်ဇာညွှန်းပါပဲကျွန်တော်တို့ဘဝမှာတခါတခါအဖြစ်ပြက်တွေကပြောင်းလို့မရပါဘူးအဲ့ဒီခါမှာကျွန်တော်တို့ရဲ့အမြင်တွေကိုပြောင်းလဲရပါတယ်အဲ့ဒါကျွန်တော်တို့ရဲ့အုံနောက်တွေကိုဇာညွှန်းရေးလိုက်တာပါကျွန်တော်တို့ရဲ့အသင်းလုံးတွေကိုဇာညွှန်းရေးလိုက်တာပါပဲဘဝမှာစကားပြောရင်တော့မှစဉ်းစားပြောရဲဆိုတာဒီကျွန်တော်တို့အုံနောက်ထဲမှာကျွန်တော်တို့ဇာညွှန်းလေးကိုကြိုရေးလိုက်တာပါတခါလေသိအရေးကြီးတဲ့ပြဿနာများရင်ဆိုင်ရှင်းပြိုင်တော့မယ်ဆိုရင်ကျွန်တော်တို့အုံနောက်ထဲမှာပြောမဲ့စကားလုံးတွေကိုအချိန်အများကြီးယူပြီးတော့ဇာညွှန်းတွေရေးလေရေးတာရှိပါတယ်ဟုတ်ပြီနိုင်ငံရခြားတိုင်းတစ်ပါးကဇက်ကားတွေကျွန်တော်ကြည့်ကြတယ်တချို့ကားတွေကအလွန်ကြောက်စရာကောင်းတဲ့ဇာညွှန်းတွေနဲ့တိစောက်ထားပါတယ်တော်တော်များများကြည့်ပြီး try ပေါ့ try မျိုးအကြောင်း try ကမင်းသမီးဟဲလင်ကသိလာအဲ့ဒီမှာဟဲလင်ကသိလာတဲ့ခါကျတော့ဒီ Paris ဆိုတဲ့မင်းသားကဟဲလင်နဲ့တိတ်တိတ်ပုံချစ်ပြီးတော့ဘယ်သူမှမသိအောင်သင်္ဘောထဲမှာတက်ပြီးတော့ခိုးလာသူတို့ညီကိုရောအားလုံးဒီကရဲဒီ try မျိုးကြီးကိုပြန်လာကြတယ်ဖြစ်ကြတာဂရိမှာဖြစ်ခဲ့တာ try ကိုပြန်လာကြတယ်လမ်းကျမ်းမှာအကိုဖြစ်တဲ့လူကို Paris ကပြောတယ်အကိုတိုက်ရင်လည်းကျွန်တော်သိရမှာပဲဘာဖြစ်လို့ကျွန်တော်အချစ်ကိုမလွန်တန်နိုင်တော့ဘူးကျွန်တော်ဟဲလင်ကိုခိုးခဲ့ပြီဟာမင်းရာသူအုပ်တုံးနဲ့ထူတာပဲအဲ့ဒီဟဲလင်ကြောင့်မင်းစစ်ဖြစ်နေတယ်ဆိုတော့မင်းမသိဘူးလားတဲ့အကိုကတဲ့အချင်းနဲ့အစ်မတရားတာမရှိဘူးလေကျွန်တော်ကနောက်မဆုံးနိုင်တော့ဘူးဒီကွာဖြစ်လာမှတော့ရင်ဆိုင်ကြတာပေါ့သူ့အကိုဟက်တာသူ့ညီကိုချစ်တာရောက် try မြို့မှာရောက်ဘင်းကြီးပရိယံမလို့ပြောပြတယ်ပရိယံကြီးလည်းသိဒုက္ခတော့ရောက်တော့မယ်ငါတို့ try မြို့ကိုဂရိယာအစတွေကစစ်တိုက်ချင်တယ်စစ်တိုက်ဖို့အတွက်အကြောင်းပြချက်လိုက်ရှာနေတာမျောလင့်လာတဲ့အတိုင်းမှာပဲစစ်သင်းပေါင်း1000လောက်ချီလာဟဲလင်ဆိုတဲ့မင်းသမီးတယောက်အတွက်စစ်သင်းပေါင်း1000ချီလာတယ်ဆိုတာအတိပဲမရှိဘူးဆိုတာသိပါတယ်သူဟာအစတွေကကိုစစ်တိုက်ချင်တာပါဒီတော့စစ်တိုက်ကြအောင်ဆိုကြပါဇာလန်လေးချုပ်လိုက်အောင်စစ်တိုက်ပွဲတစ်ခုမှာဟိုဘက်ကဂရိထဲမှာအာခိလိဆိုတဲ့သူရဲကောင်းပါတယ်တော်တယ်သူနဲ့ရှင်လိုက်ရင်ဘယ်သူမှဆိုသေးတယ်အာခိလိစ်လူစွမ်းကောင်းနတ်သမီးရဲ့သားဟာအဲ့ဒီအာခိလိစ်ပါလာတော့ဂရိကတိတ်ပြီးတော့မန်တဲ့တာပေါ့ try ကိုနိုင်အောင်ချဖြစ်ချင်တော့အဲ့ဒီ try မြို့မှာရှိတဲ့ဟက်တာကဟိုဘက်ကစစ်ကောင်းဆောင်ဒီဘက်ကအာခိလိစ်ကစစ်ကောင်းဆောင်အာခိလိစ်ကသူ့တဲထဲမှာနားနေတဲ့အချိန်မှာမမျော်လင့်မဲနဲ့အာခိလိစ်ရဲ့ညီငယ်လေးသူနဲ့အတူတူစစ်ကျင့်မော်ကျင့်မဲ့ဒီကလေးလေးကိုအပြိုခေါ်လာတာဒါပေမဲ့ကလေးဆိုတော့သူကစမ်းသပ်ချင်တော့ဘာမှမဆိုင်နဲ့သူနဲ့မဆိုင်နဲ့စေအုပ်သူကြီးဆောင်ပြီးတော့အပြင်ထွက်ပြီးတော့ချတာမမျော်လင့်မဲနဲ့ဟက်တာပြစ်လိုက်တယ်လှန်နဲ့သေရောဗျာပြန်သွားတော့ဟက်တာပြန်သွားပြီ try မြို့မှာနေပြီဟာဒီဘက်ကအာခိလိစ်ထားအောင်ဘာဖြစ်လို့မင်းညီတော့ဒီမှာသွားပြီဟာဘယ်ကောင်လို့လာလဲပရိယံရဲ့ဘယင်အကိုလေးကွာဟက်တာချလိုက်တာဘာဟက်တာဟုတ်လားအားလုံးနေခဲ့သူတယောက်တည်းစစ်ဝတ်စုံဝတ်ပြီးတော့သူတယောက်တည်းအဲ့ try မြို့ရှေ့မှာတယောက်တည်းဗျာစစ်ရထားနဲ့ဟေးဟက်တာတတ်ရှိရင်ထွက်ခဲ့ငါဘယ်သူမှမတတ်ချင်ဘူးဘယ်သူမှမရှင်းရင်ဘူးဘကောက်တွေးမှတပေါက်မှမကြသေးဘူးဟက်တာနဲ့ပဲတွေ့ချင်တယ်မင်းတတ်ရှိရင်လာခဲ့ try ကိုငါစိန်ခေါ်တယ်ငါအာခိလိစ်ဘောအားလုံးကဝိုင်းလို့မြားနဲ့ပြင်မဲ့ချိန်မှာဟေးနေဦးဒါတို့တိုင်းပြည်ရဲ့ဂုဏ်သိက္ခာတယောက်တည်းလားစိတ်ခုနဲ့ကောင်ဝိုင်းမြားနဲ့ပြစ်တာဒါတကယ်နိုင်တာမဟုတ်ဘူးကွာအဲ့တော့ငါရှင်းမယ်ကွာအဖေကလည်းမရှင်းသေးချင်ဘူးရှင်းရင်ရှုံးပါပြီဒါပေမဲ့ဟက်တာမှာရွေးစရာလမ်းရှိတော့အဖေတဲ့ကျွန်တော်ဂုဏ်သိက္ခာတွေ့လို့ကျွန်တော်တက်ရမှာပဲဆိုထွက်ချကြတာအပြန်လာသူနဲ့ကိုနဲ့နောက်ဆုံးကြတော့ဟက်တာကလည်းတော်တော်ကောင်းတယ်ဒါပေမဲ့အာခိလိစ်ကသူ့ရဲ့ကာတော့ခါတားဆိုလာနေပြစ်ချတာအကုန်ဆိုင်ပြီးရောဟာညိုးကကြည့်နေတဲ့ပရိယံဘရင်ကြီးကလည်းမျက်ရည်တွေလေဟာပဲရစ်ဘရင်ကလည်းမင်းသားလေးကလည်း
ဟဲ့လေးနဲ့ရောက်လက်နဲ့တော့ခြေကွဲပြီးတော့ငါကြောင့်ဖြစ်ရလေချင်းဟက်တာရဲ့မိမနဲ့ကလေးတွေဆိုတော့ပြုံးနေနေတော့ဒါပေမဲ့ဟိုကအဲ့ဒီအလောင်းကိုအခီလိကကျိုးနဲ့တော့သူ့ရဲ့စစ်ရထားနောက်မှာတန်းလန်းကြီးဆွဲပြီးတော့ဟိုသူ့ရဲ့စစ်စခန်းရှိရခေါ်သွားဟာပြည်ရန်ကြမ်းနေခဲ့အဖေကြမ်းနေခဲ့နောက်တစ်ခါရိုက်ပြတယ်နောက်တစ်ခါကျတော့အဲ့တိုက်ပွဲပြီးလို့ညအခီလိကသူ့ရဲ့စစ်တဲထဲမှာခရီးတွေနေတဲ့စစ်တဲထဲမှာဓာတ်သွင်းနေတယ်ရှစ်ဓာတ်လေးသွင်းနေတယ်ရှစ်ဓာတ်လေးပဲခေါင်းမူးချုံနဲ့ဝီဒီယိုဝင်လာဖတ်ဆိုသူ့ရှိပါဒူးတောက်ပြီးတော့သူ့ရဲ့လက်ကလေးကိုနမ်းလိုက်အခီလိကဖိုးကြီးအသက်လည်းတော့ကြီးနေခင်ဗျားဘယ်သူတော့ဒီကဘာပေါ်မှာဘယ်လိုလူမျိုးမှသိခံနိုင်စွာမရှိတဲ့ဝေဒနာကိုခံစားနေရတဲ့လူပါကွာငါသားရဲ့အသက်ကိုတတ်တဲ့လူရဲ့လက်ကိုငါနမ်းပြီးတော့ဂုဏ်ပြုပါတယ်ဟာလက်သက်တော့ခင်ဗျာပရိယမေမဲခင်ဗျာတို့တတ်တီကောင်းတယ်ပေါ့လေဟမ်ခင်ဗျာဒီနေရာဘယ်လိုလုပ်လာဟာဒီမြေဟာငါမြေဒါငါတိုင်းပြည်လေရန်သူဂရိတွေတဲ့ငါကပို့ပြီးတော့ဒီမြေကိုကျွမ်းတာပေါ့ဟာဤတော့ကြီးရတယ်ဗျာခင်ဗျာတို့တတ်တီကောင်းပါလေဒါပေမဲ့လေတဲ့ခုခမရခေါင်းကိုကျုပ်ကတိကနေဖြတ်ပြီးတော့ဟိုကားစင်မော်ကိုခေါင်းကိုတင်ထားလိုက်လို့ရှိရင်ခမရရဲ့တတ်တည်တွေအားလုံးသေးသေးမှရေသွန်လိုက်သလိုအလကားဖြစ်ကုန်မှာပေါ့ဗျာဟင်မင်းကငါ့ကိုတီချင်းတရားနဲ့ခြောက်တာလားငါသားတော်ကြီးဆုံးသွားပြီကလေးကငါရင်ဘတ်ထဲမှာအားလုံးဆုံးသွားပြီငါသားတော်ကြီးကံကုန်ပြီးကလေးကငါရင်ထဲမှာအားလုံးကုန်သွားပြီငါမှနောက်ထပ်သေးစရာဘာမှမရှိတော့ဘူးကွာမင်းငါသားကိုမင်းတက်လိုက်တာငါမြင်ရတယ်ငါသားရဲ့အလောင်းကိုမင်းကကျိုးချီပြီးတော့မင်းရဲ့စိတ်ရထားရောက်မှာခေါ်သွားတယ်ငါ့ကိုပြန်ပြီးပါကွာငါ့ကိုပြန်ပြီးပါသူဟာအခမ်းအနားနဲ့တင်းကြိုတိုက်တဲ့လူတစ်ယောက်ပါကွာဒီလူမျိုးတော့အဆုံးမတတ်တယ်မဟုတ်အကိစ္စမရဟာခမရသားကကျုံညီကိုတတ်တယ်ကျုံညီကိုတတ်တယ်ဗျဟင်မင်းညီမန်တိလို့ရွေးတတ်တာလားဒါစစ်ဖြစ်နေတယ်လေစစ်ဖြစ်နေတယ်အဖေတွေသားညီတွေကိုတွေရွေးနေခြင်းမရှိဘူးဒီမှာအာခိလိစ်မင်းကိုသူ့ရဲကောင်းကြီးလို့မင်းကလူစွမ်းကောင်းကြီးလို့ခေါ်ခံဖို့အတွက်မင်းညီတွေဘယ်လောက်တတ်ခဲ့ရတယ်လဲအကူတွေဘယ်လောက်တတ်ခဲ့ရတယ်လဲအဖေတွေဘယ်လောက်တတ်ခဲ့ရတယ်လဲသားတွေဘယ်လောက်တတ်ခဲ့ရတယ်လဲမင်းအဲ့လိုတုတ်တင်တယ်လို့သူ့ရဲကောင်းကြီးခေါ်တာမဟုတ်ဘူးလားကွာငါမင်းအဖေကိုသိတယ်မင်းအဖေဟာအရွယ်မတိုင်ခင်တည်သွားတာတက်ကံကောင်းတယ်ကွာမင်းအဖေကတိတ်ကိုကံကောင်းတယ်ဘာကြောင့်လဲဆိုတော့မင်းအဖေဟာလေသူ့သားကြဆုံးတာကိုဘယ်တော့မှမြင်တွေ့ရတော့မယ်လို့မဟုတ်ဘူးကွာငါကအဲ့လိုမဟုတ်ဘူးငါသားကိုမင်းတတ်သွားတာငါမြင်နေရတယ်ငါသားတော်ကြီးလေငါထီနန်းပလင်ကိုစက်ခံမဲ့လူငါတိုင်းပြည်ကိုကာကွယ်မဲ့လူငါရဲ့အနာဂတ်ကွာအဲ့ဒါခုတော့ဘာမှမရှိတော့ဘူးဘာမှမရှိတော့ဘူးငါ့ကိုဘယင်ကြီးနဲ့လူတွေကဘလောက်ဝိုင်းခေါ်အဲ့ဒီဘယင်ကြီးကဘာမှပြုတ်ပြင်နိုင်တဲ့တကူမရှိတော့ဘူးကွာငါတော့သိချစ်တာကွာသူမျက်လုံးလေးနှလုံးပွင့်လာတဲ့အချိန်ကစပြီးအဲ့မျက်လုံးနှလုံးကိုမင်းပိတ်လိုက်တဲ့အချိန်ထိအမြဲတမ်းကိုချစ်တာတရက်မှမလျော့ဘူးကွာမလျော့ဘူးငါခုဘာမှမတတ်နိုင်တော့ဘူးအေးကွာငါသားတော့ပြန်ပြီးပါကွာနော်ငါသားကိုပြန်ပြီးပါဘာကြောင့်လဲဆိုတော့ငါသားဘဝကူကောင်းအောင်ဆူတောင်းပေးခြင်းနဲ့ငါသားဘဝကူကောင်းအောင်လေဟိုရွှေရင်းကားတွေနဲ့ဂရုကထည့်ပေးခြင်းနဲ့ကွာအဲ့တော့ကွာအဖေတယောက်လုံနေတဲ့အလုပ်တော့မှငါမလုပ်ရဘူးဆိုရင်ငါ့ကိုအဲ့ဒါလေးတော့ကွာခွင့်ပေးပါဒီမှာဖိုးကြီးခမရကိုဒီနေရာကနေအလွယ်တကူထွက်ခွာသွားကုန်မဲ့ပေးခမရသားရဲ့အလောင်းကိုပဲပြန်ပေးဖြစ်ပြီးသမျှတွေအားလုံးကပြက်ပြီးသမျှတွေအားလုံးကပြန်မဖြစ်နိုင်တော့စိုးပြီးသမျှတွေအားလုံးကလည်းပြန်မကောင်းနိုင်တော့ကျုပ်ကတရေအိပ်ပြီးတော့နိုးလာလေ
ခမည်းဆိုတဲ့ကျုပ်ရန်သူကကျုပ်ရန်သူပဲတော့တဲ့မပြောင်းလဲဘူးတဲ့ဩမင်းကတည်ရင်းနူးမှာလားငါကအဲ့ရာမဝင်ခင်မှာကိုမင်းဆိုတဲ့ငါရန်သူကငါရန်သူပဲကွာဒါပေမဲ့ကွာရန်သူဆိုတာလေလူပဲကွာလူမှန်ရင်ဂါရဝနိဝါဒဆိုတာရှိတယ်လူမှန်ရင်လေးစားတိုက်တဲ့အရာကိုလေးစားရတယ်ကွာငါဘာပဲဖြစ်ဖြစ်မင်းတက်တီကိုလေးစားတယ်မင်းတက်တီကိုလေးစားတယ်ဟာအကီလစ်ခါလေကျွန်တော်တို့အပြင်မှာတွေ့ကြအောင်များခင်ဗျအပြင်သွားတော့ဒီတော့မှစုပ်ပြတ်တတ်နေတဲ့သူတရွတ်တိုက်လာတဲ့အလောင်းသားကိုသွားပြီးတော့သဲတွေကိုတော့သူနည်းနည်းသူမှားတာတွေသူနားလဲသွားပြီအဲ့ဒီအလောင်းကိုစကားပြောတယ်မကြခင်မှာပြန်ဆုံတွေ့ကြတာပေါ့နောင်တော့ပြီးတော့ပါအဲ့လောင်းလေးကိုပွေကျုပ်ပြင်ဆိုင်တက်ခဲ့တဲ့လူတွေအားလုံးထဲမှာတော့ခမရသားအတော်ဆုံးပါပဲအတော်ဆုံးပါပဲဒီကနေ့ကနေနောက်12ရက်အတွင်းဂရိတွေရဲ့ဓာတ်တက်လက်မြားတစ်ချက်မှအယောင်မထွက်စေရဘူးဒါဆိုရင်ကျုပ်ဘက်ကလေးစားရရောက်ပြီပေါ့နော်ဒါလေးထည့်ပြလိုက်ကျွန်တော်အဲ့ဇာကားကိုကြည်စင်ကာလာမှာအဲ့ဒီအခန်းကိုရောက်တဲ့အခါမှာကျွန်တော်စိတ်ထိခိုက်ပါတယ်လူတိုင်းမှာအဖေရှိပါတယ်အဖေရှိတဲ့လူတိုင်းအဖေဆိုတဲ့လူတွေဟာတာသမီကိုဘလို့ချစ်တတ်တယ်ဆိုတာသိပါတယ်အဲ့တော့ဒီဇက်ွက်ကလေးကိုကြည့်ရင်ဒီဇက်ညုံကိုနားလည်လိုက်လို့ရှိရင်အဖေဆိုတာဘာသားဆိုတာဘာလောကမှာလူကိုတတ်နိုင်တိုင်းနိုင်တာမဟုတ်ဘူးကွာဆိုတာကိုရှင်းနေတယ်လောကမှာသိတိုင်းရှုံးတာမဟုတ်ဘူးသိတိုင်းဆုံးတာမဟုတ်ဘူးဆိုတော့သူပြောပြနေတယ်ဒါဟာဇက်ညုံပါပဲအဖေတွေကသားတွေကိုချစ်ပါတယ်သူအသက်တဲ့ကိုချစ်ပါတယ်ဟာထရိုင်ကပရိယံဘီကြီးမှချစ်တာမဟုတ်ပါဘူးကျွန်တော်တို့ဗုဒ္ဓမြတ်စွာရဲ့သုတ္တရဏမင်းကြီးသူတောက်သိချစ်ပါတယ်သိချစ်တယ်နော်ခုနကကိုချစ်เสียပြောသွားတယ်သူသားကိုຫນွေခါမတဆောင်းမိုးခါမဆောင်းဆောင်းခါမတဆောင်းဟာပြောသမျှအဟောတော်ဆိုသမျှအလိုကြမီးမစင်ရင်မခအောင်ထားတယ်ဒါပေမဲ့အချိန်ကြပြီဆိုတော့မရတော့ထွက်သွားတယ်တို့တပီတိုးလဲထွက်သွားရောသုတ်ဒေါဒနာကျွန်တော်တို့ကန္နဝင်ဇာလန်းဖြစ်တဲ့ဗုဒ္ဓဝင်တောထွက်ခမ်းမှာရွှေမန်းတင်မောင်ကသုတ်ဒေါဒနာဖြစ်တရုပ်ဆောင်ပါတယ်အဲ့ဒီသုတ်ဒေါဒနာဖြစ်တရုပ်ဆောင်တဲ့ခါမှာလည်းပဲဘာဖို့တွေ့အောင်ဆိုတော့တားလို့တဲ့လူကထွက်သွားပြီဘာလို့မှမသိတော့ရှာမတွေ့တော့အာသူနိုင်တာကတော့မူမတ်တွေပဲလာမူမတ်တွေနော်မင်းတို့ရှာပြီလားမလားမတွေ့ကြပါဖေခက်တာပဲကွာနော်မကောင်းပါဘူးမင်းကြီးမကောင်းပါဘူးကျုပ်ကအဖြူဆိုရင် तू ကအမေကျုပ်ကဝလုံးဆိုရင် तू ကဝချမ်းလူထဲမှာအရှက်မရအောင်တစ်ချက်ကမှငါအလိုမပါဘူးပထမဟိုအခါကစကားကုံဝတ်ထားတယ်သားကုံတက်စီခြင်းလုံးလုံးတခြားမင်းတွေပေါ်မှာသားတရင်ကြောကမင်းအဖြစ်စံစားပါလို့ပြောတယ်ဟေးမင်းအဖြစ်တာတကယ်အပိုင်းစံရင်ဘယ်နိုင်ငံကမှရန်လာမတုနိုင်အောင်မန္တာတုစัจ जा မင်းရဲ့လို့ရက်မကြတွင်တကုတ်ရီအောင်ကမိုးထီအောင်ပါလာခြင်းဟာအကျိုးရှိအောင်ရတမမင်းတွေကခစားခြင်းပြုကြမှာပါလို့ကျုပ်ကပြောတယ်စကားနားမထောင်ဘူးနားမထောင်ဘူးဖေးနားထောင်မလဲမေရောသားမေရောလူလာမှာပေါ့မေရောမာယာရဲ့သားလေမာယာဆိုတဲ့သူမေရောကလည်းနှုတ်ငုံတော်သတိရတာနဲ့သူ့မောင်တော်ဒီဝကိုသတိပြသွားမယ်တဲ့တစိတ်ကမှစိတ်မချလို့မသွားပါနဲ့မိဖုရားရေလို့အတန်တန်တားပြီးမြကျုပ်စကားတော့ပေလာရက်ကံလေခွဲကြည့်ဒီတိုင်းဆံမဲ့အလန်တော့မလဲဘူးဆိုတဲ့မိမဆို့တင်းသွားတော့ဘာဖြစ်လဲဆို့တင်းသွားတော့ဘာဖြစ်လဲခရီးအကြမီးဖွားပြီးတော့ခန္ဓာဆဲပြီးနတ်ပွဲဝင်ရတယ်မလားအခုလေသူသားကကျုပ်စကားဖြီးစမ်းပြီးနန်းရံကသွားပါမို့မရမနိုင်သားမနိုင်နဲ့ထီးနှမ်းပြိုင်ဆံမင်းနေကြမှာသတင်းနေကြမှာရှက်လာပါပေါ့အသက်တော်ဇရာအိုမှဘာမဆိုခုံသိငှေးပြီးကြောက်အိုရင်ကြွက်မလေးသူတို့ပါသိတဲ့မောင်ဖိတ်ရင်တို့ရဲ့နဲ့မေးမရဒုက္ခပေးတာကြောင့်မင်းတုတ်တော့အပူမအေးနိုင်ဘူး
အမလေးခုပြေးလို့မြင်လိုက်ပါအောင်ချခုနက try နဲ့ကာယံတောင်းတန်လေးအဖေပဲကောင်းတဲ့သမားသူနောက်တက်လာတဲ့ငိုချင်းကဒီတောင်မိလိုက်သေးတယ်သုံးပြည်တော်မှာဖုံးရီအောင်တကယ်လင်းတော်ကြောင့်အနစ်ကအဲ့ဒီမှာထည့်ထားတာအဲ့ဒီငိုချင်းလို့ပြောတဲ့ကျွန်တော်တို့မြန်မာလူငယ်တွေကမြန်မာဇတ်သပင်ကိုအထင်သေးတဲ့အရာတွေမှာတကယ်အနစ်ကလေးထည့်ထားတယ်သုံးပြည်တော်မှာဖုံးရီအောင်တကယ်လင်းလားအမေပြည်တော်သုံးပြည်တော်ကလေးစားရတာဆလန်သားရတာဖုံးရီအောင်တကယ်လင်းတော်ကြောင့်ဘယ်မင်းရာဇာတော်မှအာနာတော်မဖေရှားဝင်တော်လေဘယ်ဘယင်မှသူ့အာနာမဖေရှားဝင်ပါဘူးသုံးပြည်တော်မှာဖုံးရီအောင်တကယ်လင်းတော်ကြောင့်ဘယ်မင်းရာဇာတော်မှအာနာတော်မဖေရှားဝင်တော်လေကိုသားကိုတိုင်တော့မနိုင်မကလားတဲ့ကျွန်တော်တို့သားသမီးကိုမနိုင်ဘူးလို့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကလေးကအဖေကြီးကညီးခဲ့တာပါဂရိဇာလန်ထဲမှာဆိုရင်လွန်ခဲ့တဲ့အနှစ်3000ကျော်ကဇာလန်ဖြစ်ပါတယ်လွန်ခဲ့တဲ့အနှစ်3000ကပဲဖြစ်ဖြစ်လွန်ခဲ့တဲ့အနှစ်2000ကပဲဖြစ်ဖြစ်အဖေတွေအားလုံးကသားကိုချစ်ကြတာပါချစ်တဲ့အတွက်သူတို့တွေခံစားရတယ်ခံစားတဲ့ဥစ္စာတွေသူတို့ပြောပြတဲ့အခါမှာကျွန်တော်တို့နားလည်ခွင့်ရပါတယ်အားလုံးချုပ်လိုက်ရင်တော့ကျွန်တော်တို့တွေဟာစိတ်အညောင်းပြေအဖြစ်ရုပ်ရှင်ကြည့်ပါတယ်စိတ်အညောင်းပြေအဖြစ်ဝတ္ထုဖတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဟာအသေးချာမဖတ်တတ်ဘူးအလေးမှာစာမှာရှိသေးတယ်ဟုတ်ပါတယ်စာမှာပဲရှိပါစိတ်မှာမရှိကိုယ်တန်းကြပြလေးတစ်ပုဒ်နဲ့ကျွန်တော်အဆုံးသတ်ပါတယ်ကိုယ်တန်းမှာမြတ်ကံသာတောင်ကြချောင်းတီရေဝင်ပြေးလေရေအေးကြီးစွာကံပိုင်မာလျက်ကြာပေါင်းထုံထုံငှက်မျိုးစုံပြီးဘုံကိုယ်ကနန္ဒာလောတူစွာဟုတ်ထားတယ်ကျွန်တော်တို့ဒီကြပြလေးကိုပထမအဆင့်လေ့လာကြည့်မြတ်ကံသာမဟာကံဒီတာယာလာပါသည်တောင်ကြချောင်းတီတောင်ကြချောင်းရည်များကိုဆေဗုဒ္ဓခြင်းဖြစ်ပါသည်ရေဝင်ပြေးတဲ့ရေရဝင်ပြေးလျက်နေပါလေရေအေးကြီးစွာဟာအေးလေအေးကြီးလေကြည်ပါလေကံပိုင်မာလျက်ကံပေါင်ကြီးကမာနေပါတယ်ကြာပေါင်းတုံလုံးအာကြာမျိုးစုံလည်းပွင့်လန်းနေပါလေငှက်မျိုးစုံနေဘုံရိန်ကနန္ဒာလောတူစားဟုတ်တာတာဝရင်သာနတ်ပြည်မဟာနာဂရဏီခိုင်းနဲ့တူပါတယ်အဲ့လောက်ပဲကျွန်တော်အကြောင်းသားတွေကိုကျွန်တော်သင်ပေးတယ်ဆိုရင်ကျွန်တော်အကြောင်းသားတွေဟာပထမအဆင့်တစ်ဆင့်ဖြစ်တဲ့ knowledge လို့ခေါ်တဲ့ဘဟုတုတပဲတတ်ပါလိမ့်မယ်များပြားသောအကြမ်းမြင်ပါဒီခေတ်မှာပညာကိုလေ့လာတဲ့အခါမှာအဲ့ဒီဘဟုတုတကိုလေ့လာလို့များတယ်မလုံလောက်ပါဘူးခုနက knowledge ဆိုတဲ့ခေတ်မြတ်ကံဒီတာယာလာပါသည်ဆိုတာ ਨੇ ရက်နေတဲ့ခေတ်မျိုးမဟုတ်တော့ပါဘူးအဲ့ဒီ knowledge ကအစင်တက်တဲ့ wisdom လို့ခေါ်တဲ့အသိဉာဏ်ပေါက်အောင်စဉ်းစားတဲ့ခေတ်ရောက်သွားပါပြီဟာအရေးကြီးသွားပါပြီမိဘများခင်ဗျာလူငယ်များခင်ဗျာကျွန်တော်တို့ရဲ့အုံနောက်ဉာဏ်ကိုနိုင်ငံတကာနဲ့ရင်ဆိုင်မှုရှင်ပြိုင်မှုတွေနည်းနည်းမြင့်ညအောင်မြတ်ကံဒီတာယာလာပါသည်မရပါနဲ့မြတ်ကံဘာကြောင့်တာယာလာလဲလို့မေးလိုက်ပါတောင်ကြချောင်းဒီတောင်ကြချောင်းရီကိုဆယ်ဖို့ထားလို့ပါတဲ့တောင်ကြချောင်းဆိုတာသဘာဝတရားပါလူသားဖန်ဆင်းတာမဟုတ်ပါဘူးသူကစီးကျင်ရစီးမယ်သွားကျင်ရသွားမယ်အရိုင်းစီးကျင်ရစီးသွားကျင်ရသွားပြီးတော့အရိုင်းဖြစ်ပြီးတော့အလားအသာဖြစ်မဲ့ရေကိုတီးစီခြင်းတဲ့နေရာမှာတီးဖို့ကိုယူခြင်းတဲ့ခါမှယူလို့ရဖို့အတွက်ကံပိုင်မာလျက်ကံပေါင်ကြီးဆောက်ပါတယ်ကံပေါင်ကြီးကိုပြလိုက်တာဒီလူသားရဲ့စွမ်းအားပါကာယစွမ်းအားပါညာနာစွမ်းအားပါဒီနေရာမှာဖို့ဒီတိုင်းတာဖို့ဒီလောက်မှအောင်ဖို့အဲ့ဒါတွေအားလုံးကဉာဏ်မှာအဲ့ဒီကျွန်တော်တို့ကထမ်းဖို့ပြီးမယ်ဗျာရော့အဲ့ဒါကကာယအားပါအဲ့ဒီကာယအားနဲ့ညာနာအားကိုခဏကျွန်တော်တို့ကလူစွမ်းအားအရင်မြစ်လို့ပြောနေတာပါလူစွမ်းအားအရင်မြစ်လို့ကျွန်တော်တို့ကပကံခေတ်ကလေးကနားလည်ပြီးသားပါဟုတ်ပြီဒါပြင်အရင်ပြစ်တဲ့ရေကိုရှင်းလာအောင်ကံပေါင်နဲ့ထိလိုက်ဟုတ်တဘာဝတရားကိုလူသားကာယအားညာနာအားနဲ့ထိလိုက်ပြီအဲ့ဒီခါကျရင်မဖြစ်မလဲအဲ့ဒီခါကျရင်တဘာဝတရားခမရကိုထပ်ပြီးတော့လက်ဆောင်လေးချင်းမြင်အောင်မယ်ခမရကိုထပ်ပြီးတော့ဆုလက်ချင်းမြင်အောင်မယ်ဘာလက်ဆောင်လေးလဲဘာဆုလက်တွေလဲတစ်ကြာပေါင်းတုံတုံချောင်းရည်ကြီးမှကြာနေမပွင့်နိုင်ပါဘူးချောင်းရည်ကြောမှာကြာတော့မရှိပါဘူးစီးတဲ့ရေပေါ်မှာကြာမပွင့်ပါဘူးရေကငြိမ်သွားပြီးကြည်သွားပြီဆိုရင်
ကန်တာရင်ကြာပေါက်ပါလေအလိုလိုကိုပေါက်ပါလေဟာရေကိုတီအောင်ရေကိုကြည်အောင်ကျွန်တော်တို့လုပ်နိုင်တဲ့အတွက်ကျွန်တော်တို့သဘာဝတရားကမွေးပြန်သိတဲ့ကြာပန်းနေလဲဆောင်ပြီးတယ်ဒါရင်လားမဟုတ်ပါဘူးအဲ့ဒီကြာဝစ်ဆန်လေးတွေကိုစားမယ်သဘာဝကျင်းငယ်ကလေးတောင်းမှရောက်လာပါပြီဟာနောက်ဆုံးပြောလိုက်တဲ့စကားဒီတဲ့အရေးကြီးပါလေဘုံဝင်ကနန္ဒလောတူစဟုတ်တာတာဝရင်လာကနတ်ပြည်ကြီးလို့အောင်မရနတ်ပြည်ကမဟာနန္ဒကံကြီးထင်ရတယ်ကွာနတ်သားတွေမှာကာယအားမရှိပါဘူးတကူရှိပါတယ်သူတို့ကတကူနဲ့ကံကြီးကိုဖန်တယ်လားမမတကူရှိတာမဟုတ်ပါဘူးဟေးလူမှလည်းတကူရှိတယ်ကွာဘယ်ခါလဲကာယအားနဲ့ညာနာအားကိုအစွမ်းကုန်တုံးလိုက်တဲ့ခါမှာတို့လည်းပဲနတ်ပြည်မှာရှိတဲ့ကံမျိုးငါတို့လူပြည်ပေါ်မှာဖန်ဆင်းလို့ရပါတယ်လို့ပြောပြလိုက်တာလေးကိုနားလေခံစားတတ်မယ်ဆိုရင် wisdom လေးရောက်သွားခုနကမြတ်ကံသီလရာပါလာပါသည်နဲ့မရက်တော့ဘာကြောင့်တာရတာလဲသိသွားပြီတာရအောင်ကျွန်တော်တို့ကိုယ်တိုင်အင်းနေအားတွေခွန်နေအားတွေနဲ့စိုက်ထုတ်လုပ်တာဆိုတော့သိသွားပြီအဲ့လိုစိုက်ထုတ်ရင်တဘာဝကျွန်တော်တို့ထပ်ပြီးတော့ရှုချင်းမြင့်နေဆိုတော့သိသွားပြီအဲ့ဒီနေရာမှာရက်သလားမဟုတ်ပါဘူးအဲ့ဒီနေရာမှာမရက်ပါဘူးခဏခေတ်ပညာရေးမှာknowledge ဘုဒ္ဓတာပါ data ပါအချက်လည်းပဲမှတ်တာပါအဲ့ဒါကိုခုနက wisdom အသိပညာပေါက်အောင်အသိပညာပေါက်နောက်တစ်ဆင့်တက်လိုက်ပါတယ် ethics ethics ကိုချင်းတရားရှင်းရှင်းလေးပါတရားသူ့ဘာသူရှိနေလို့ရှိရင်ကိုချင်းတရားမခေါ်ပါဘူးကိုယ်တိုင်ကျင့်မှကိုချင်းတရားပါပကံခေတ်ကရေးခဲ့တဲ့ကြပြားထဲမှာရှိတာပဲငါနဲ့မဆိုင်ဘူးလို့မထင်ပါနဲ့အော်ဒါငါတို့နှလုံးသားတွေကလိုက်နာရမယ်စီကံမယ်ငါတို့အုံနောက်ထဲမှာပြတ်ထန်းထားတဲ့မြမယဉ်ကျေးမှုပြတ်ထန်းချက်ကြီးပဲဟေးခဏငါတို့သဘာဝပတ်ဝန်းကျင်ကိုငါတို့ထိမ့်သိမ့်လိုက်မယ်ကွာခမရတစ်ပင်တွေကိုထိမ့်သိမ့်မယ်ဆိုရင်နေရင်ထိုင်ရင်ကိုယာဒီဥဒုကောင်းနေဆိုရင်ဆူလာရသွားမှာပါတကယ်တော့ဒီအတွေးဒီသဘာဝတရားတွေဟာကျွန်တော်တို့စာပေထဲမှာအပြည့်အဝအစိမ့်ငါရှိပြီးသားပါအယံကုန်ကြီးစရာကောင်းပါလေအင်္ဂလန်မှာမှရှက်စပီးယားရှိတာမဟုတ်ပါဘူးကျွန်တော်တို့မြန်မာမှာလည်းဥပုံညာရှိပါတယ်ကျွန်တော်တို့လူမျိုးကိုကျွန်တော်တို့ဂုဏ်ယူထားရမယ်ကျွန်တော်တို့စာပေကိုကျွန်တော်တို့လေးစားထားရပါမယ်ဒါကြောင့်ကျွန်တော်တို့ဒီအားလုံးဟာစကလုံးများနဲ့ကခုန်နိုင်မှုအတွက်စကလုံးတွေကိုကြာနာထောင်တတ်ရပါမယ်နားထောင်တတ်ရင်ဘာဖြစ်လဲကွာကျွန်တော်တပည့်လေးတယောက်ဖြစ်တယ်လို့ကျွန်တော်တပည့်လေးတယောက်ကျွန်တော်သိနေမိခင်မေတ္တာနဲ့သာနှိုင်းစာလိုက်ပါလျင်မြင့်မို့တောင်ဒီပင်ကျွေးကြုံမြပင်ရှိသည်ဒါရှိစာလေးပါကျွန်တော်အဲ့လိုသင်တာပါမိခင်မေတ္တာနဲ့သာနှိုင်းစာလိုက်ပါလျင်မြင့်မို့တောင်ဒီကျွေးကြုံမြသာရှိတော်သည်တီးတီးချာချာနားမထောင်ပြန်ရေးတယ်မိခင်မေတ္တာသည်မြင့်မို့တောင်နဲ့နိုင်လျင်ကျွေးကြုံမြတာရှိသည်ဟာဘလောက်ဝေးသွားတယ်လေအတိပ္ပယ်ဆန့်ကျင်မဲ့ကြီးဖြစ်သွားပါပြီပြောချင်တာကမကြက်တစ်ချက်ပေါင်မုံဟာဗိုက်နာစေပါတယ်မတတ်တပညာဟာဘဝနာစေပါတယ်တိတိကျကျနားမထောင်တဲ့နားတွေဟာကျွန်တော်တို့ဘဝတွေကိုအစိတ်ခတ်တတ်ပါတယ်ကျွန်တော်တို့ဟာတိရှာတဲ့လူမျိုးဖြစ်အောင်ကိုယ်ကိုယ်တိုင်ဖန်တီးလို့ရပါတယ်စကားတွေကိုတိတိကျကျနားထောင်မယ်ကြာနာမှတ်သားမယ်လေးလေးနဲ့စဉ်းစားမယ်ဆိုရင်ကျွန်တော်တို့ဟာစကလုံးများနဲ့ကခုန်နိုင်ုံသာမကပညာတရားဇာတထွန်းတောက်စေရန်ကျွန်တော်နိုင်ငံမှာတရားဇာတတွေဘလောက်များပညာမရှိတဲ့အတွက်နိုင်ငံတကာကအမျက်ထုတ်တာကိုဆက်ခံနေရပါတယ်ကျွန်တော်နိုင်ငံမှာတဘာဝတံငွေအများကြီးထွက်ပါတယ်ကျွန်တော်တို့ကိုယ်တိုင်မထုတ်နိုင်တဲ့အတွက်အကျွင်းကြံမဲ့ကျွန်တော်တို့ရပါတယ်ကျွန်တော်တို့ကိုယ်တိုင်ထုတ်လုပ်နိုင်တဲ့နေ့ကြရင်တော့အပြည့်အဝရပါမယ်အဲ့ဒီခါကြရင်မီးပြက်တာဖြစ်တော့မဟုတ်ပါဘူးအဲ့တော့မီးပြက်တာဘာလို့ကြောင့်လဲကွာလို့မေးမိအစားကျွန်တော်တို့လူငယ်တွေကငါတို့ဒီတဘာဝတံငွေကိုထုတ်လုပ်နိုင်တဲ့ပညာတတ်တွေဖြစ်အောင်ချဖို့လိုပြီပထမဆုံးခြေလမ်းလေးအနေနဲ့
စကားတွေကိုသိချာနားထောင်ပါမိဘစကားလေသိသိချာနားထောင်ကြည့်ပါဆရာသမားစကားတွေလေသိသိချာနားထောင်ကြည့်ပါမိဘတွေကလည်းသိသိချာပြောပြပါဆရာတွေကလည်းသိသိချာပြောပြပါအဲ့ဒီခါကျရင်ဘသူကမှဆေးရောင်မချေဘဲနဲ့ကျွန်တော်တို့ဘဝတွေလှပလာပါရဲ့လို့ပြောရင်ညီကုန်းချုပ်ပါလေခင်ဗျာ